များအားလုံးပဲမင်္ဂလာပါရှင်။ Agree 2 Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့စာရေးသူလုံးဆက်မြတ်တို့ရေးသားထားတဲ့ဗလာတစ်ဆက်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစာအဆုံးကိုနားဆင်ရမှာဖြစ်ပါတယ်။ပရိသတ်ကြီးကခန်းစားနားဆင်အားပေးကြပါအောင်ရှင်။ပကြီးဆရာကအခုပင်ရေးဆွေးပြီးစီးသွားတဲ့ပကြီးကားတစ်ချက်ကိုပီတိစိတ်နဲ့ငေးကြည့်နေတယ်။အားမလို့အားများဖြစ်ရင်ရှိသောပကြီးဆရာကသူဆွေးထားတဲ့ပကြီးကားကိုခလန်းလန်းကနေပြီးတော့ခွာကြည့်တယ်။ပြီးတော့အနားပြန်သွားကနီးနီးကက်ကက်လေးကြည့်တယ်။နောက်ဆုံးတော့ပကြီးဆရာကတစုံတစ်ခုကိုဆုံးဖြတ်လိုက်ပုံရတယ်။စုပ်တန်ကိုကောက်ကင်ပြီးပကြီးကားကိုဆေးဆက်တစ်ဆက်တိုးလိုက်တယ်။တစ်ဆက်သေးတာဖြစ်တယ်။စုပ်တန်ကိုပြန်ချကပကြီးဆရာကပကြီးကားကိုပူတုံခွာတုံကြည့်ပြန်တယ်။အဲဒီနောက်ပကြီးဆရာရဲ့မျက်နှာပေါ်မှာအားရကျင်တဲ့တရားနုပညာစိတ်ကတငွေ့ငွေ့ပေါ်လွင်နေပါတယ်။ပကြီးကားပေါ်မှာပကြီးဆရာနောက်ဆုံးတိုးလိုက်သောဆေးဆက်တစ်ဆက်ကဘာရောင်းမှမဟုတ်ပဲဗလာတစ်ဆက်သာဖြစ်ပြီးထိုဗလာတစ်ဆက်ကပင်သူ့ဘဝဖြစ်လေတယ်။စိတ်တစအခန်းလေးကိုရောက်ချင်းသူ့စိတ်တွေရုတ်တရက်ညှိုးမိုင်းသွားသလိုခံစားမိတယ်။အခန်းနေရာတွေစီကစိုးထိုင်ထိုင်နဲ့တစ်ခုကိုလည်းရနေတယ်။အတန်ပလန်တွေကဟိုနေရာဒီနေရာကနေမတူးမကြေထွက်ပေါ်နေတယ်။အခန်းရဲ့အရှိပန်းမျက်နှာစာကပဒင်းပေါက်များကတချို့ဖွင့်လိုက်တချို့ပိတ်လျက်ရှိတယ်။တို့ရာတွင်တသစ္စနေအောင်ကြီးကတော့အရှိပန်းမျက်နှာစာရှိပဒင်းပေါက်အားလုံးကိုထိုးဖြတ်ပြီးအခန်းထဲဖြာဆင်းလင်းကြနေတယ်။သူကအခန်းထဲကိုမျက်လုံးတစ်ချက်ဝေးကြည့်လိုက်တယ်။အခန်းထဲမှာသူ့လိုပင်တူညီဝတ်ဆောင်ဝတ်ဆင်ထားသူ9ယောက်တီးတီးရှိနေတာကိုတွေ့ရတယ်။9ယောက်စလုံးရဲ့ဘေးဘက်ရှေ့အောင်မှာမိမိတို့၏သက်ဆိုင်ရာနံပါတ်များတက်ဆင်ထားတာကိုလည်းတွေ့ရတယ်။နံပါတ်30၊နံပါတ်16၊နံပါတ်3နံပါတ်9နဲ့နံပါတ်24တို့ဖြစ်ကြတယ်။သူတို့အလုံးရဲ့အသွင်အပြင်တွေကတမျိုးစီထူးခြားနေတာမြင်ရတယ်။သူတို့ကအသက်15နှစ်ခန့်မှအသက်50ကျော်အရွယ်ခန့်အရွယ်ဆုံးဖြစ်တယ်။အဲဒီနောက်သူတို့အလုံးပုရိသအနွေဝင်ယောက်ျားများကြီးဖြစ်ကြောင်းတွေ့ရတယ်။အခန်းထဲကလူအလုံးကိုပတ်ကြည့်လိုက်ပြီးသူညင်သာစွာပြုံးမိလိုက်တယ်။တစ်ဆက်ချင်းမှာပဲအလေးအောင်သိမ့်မဝင်သေးသောအခန်း၏အနောက်ဘက်ထဲကိုတိတ်တိတ်ဆိတ်ဆိတ်သူလျှောက်သွားလိုက်တယ်။အခန်းအနောက်ဘက်ထဲကိုရောက်တော့အစင်သင်တွေ့ရတဲ့ကတင်လေးတစ်လုံးပေါ်ကိုသူလှေးချလိုက်ရင်မျက်လွှာကိုအသာမှိတ်ထားလိုက်တယ်။သူ့အာယုံတွင်ငြိမ်းချမ်းသွားသလိုထင်မှတ်ရလေတယ်။အခုဆိုလျက်အခန်းထဲမှာတူညီဝတ်ဆောင်ဝတ်ဆင်ထားသူစုစုပေါင်း6ယောက်ရှိသွားပြီဖြစ်တယ်။သူတို့ရဲ့ဘေဘက်ရံပေါ်မှာကိုပိုင်နံပါတ်များတက်ဆင်ထားတာကိုလည်းတွေ့မြင်နိုင်တယ်။ထိုအထက်ကအသက်20ကျော်အရွယ်အသားလလနဲ့လူငယ်တယောက်ရဲ့အတန်းကအခြားအခန်းပေါ်များထက်ပိုကျေလောင်ကအခန်းတစ်ခုလုံးရဲ့80%လောက်ကသူ့အတန်းသာဖြစ်နေတယ်။ရုတ်တရက်မိထားတဲ့သူ့မျက်လုံးတွေကိုဖွင့်လိုက်တယ်။အဲဒီနောက်ဝူဝါဝါအော်ဟင်းနေတဲ့အသားလလနဲ့လူငယ်စီကိုသူရှောက်သွားလိုက်တယ်။အနားကိုသူရောက်သွားသည့်တိုင်လူငယ်ကဂရုမပြုမိပဲဆက်လက်အော်ဟစ်မြေဖြစ်တယ်။သူကကရင်စောပေါ်မှာထိုင်နေသောလူငယ်နဲ့မျက်နှာချင်းဆိုင်တိတိရှိခုံတလုံးပေါ်မှာဝင်ထမ်းလိုက်တယ်။လူငယ်ကအနေငယ်ဦးစီစီနိုင်သည့်မျက်လုံးများနဲ့သူ့ကိုကြည့်တယ်။သို့တော်လည်းဝူဝါဝါပါဇက်ကထွက်နေသောအတန်ကတော့ပျောက်ကွယ်မသွားပို့လို့ပင်ကြေလာတလားလို့တောင်ထင်ရတယ်။လူငယ်ကိုမျက်နှာချင်းဆိုင်ကြည့်ရင်သူဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။စောစောကအတိုင်းသူ့မျက်လုံးတွေကိုအသားမှိတ်လိုက်တယ်။အဲဒီနောက်သူ့ညာဘက်လက်ကမြောက်တက်သွားကမျက်လုံးများမှိတ်ထားရင်းနဲ့ပင်သူ့ရှိကလူငယ်ရဲ့မျက်နှာပြင်ပေါ်ကိုဆန်းလိုက်တယ်။သူ့လက်နဲ့ထိဆန်းမိသောလူငယ်ရဲ့နှာခမ်းတစ်စုံကတလုံးလုံးနဲ့ရှိကဝူဝါဝါအော်ဟစ်နေစေပါ။ရုံးကန်ဖြေရှားခြင်းမရှိသူရဲ့လက်ကလူငယ်ရဲ့နဖူးပြင်ပေါ်ကိုရောက်ရှိသွားတယ်။အသေးချာပြောရလျင်သူ့ညာဘက်လက်ဖက်နှက်ဝလဲမှာလူငယ်ဤနဖူးပြင်ထီးအတွေ့ကိုသူရနေတယ်။မျက်လုံးတွေကိုဆက်လက်မှိတ်ထားရင်သူငြိမ်သက်နေသလောက်လူငယ်ကတော့အဆက်မပြတ်အော်နေတော့တခါတလေကြာရင်အတန်ပေါမကလူငယ်ဤခန္ဓာကိုယ်ပါလှုပ်သွားတတ်ပါတယ်။ခဏကြာတော့ထူးဆန်းစွာပဲလူငယ်ရဲ့အတန်ကတိခဏရက်တန့်သွားတယ်။နောက်ထပ်လည်းပြန်ပေါ်မလာတော့လူငယ်ဤနဖူးပြင်ပေါ်ဖီဆန်းထားတဲ့သူရဲ့လက်ဖနှောက်ကစက္ကနဲ့ခါသွားပြီးသူ့အာယုံတေးကိုလည်းအလေးတန်းတစ်ခုကဆူရှစွာဝင်ရောက်လာတယ်။အခနဲ့နေအောင်ခက်တာတာတစ်ချက်အော်နီးလိုက်ရင်
သူ့မျက်နှာကနင်းနေမိသွားတယ်။1 စက္ကန့်2 စက္ကန့်3 စက္ကန့်ဟောရောက်ပြီ။သူ့ရှိကကနေပေါ်ထိုင်နေတော့လူငယ်ဤအတိတ်ကာလများစီပြီးတော့လူငယ်ဤအကြောင်းကိုသူတူတူဖောဖောပုံပြင်တပုတ်လိုစတင်ရှေ့ရောလိုက်မိတယ်။နံပါတ်3တိခတ်ခြင်းစိတ်မရှိလို့ဂီတာကြိုးတွေအပိုင်းပိုင်းဖြစ်ခဲ့တယ်။အဖေနဲ့အမေရှင်ဖြစ်ကြပါတယ်။ညီမလေးကဆက်ချုပ်ဆက်ခုံပေါ်မျက်နှာမောက်ကငိုကြွေးနေပါတယ်။ကျွန်တော်ကလည်းဒီကိုကြဲကြဲပအောင်ဆုပ်ထားပြီးအန်ကိုလေးတင်းတင်းကြိတ်ထားပါတယ်။ဒီကိစ္စကတတိယအကြိမ်မြောက်ကြရှုံးခဲ့ပြီးတော့ပြီးခဲ့တဲ့လကကျွန်တော်ရဲ့စေတန်းစမေပွဲအောင်စင်းရကြောင်လား။စင်မျိုးတွေကအနည်းငယ်ပတ်စံရှိတဲ့အမေဘက်ကဦးလေးမိသားစုတစုထံအလျက်ဘက်သွားအောင်မေလို့ပြောခဲ့တဲ့အမေကြောင်လား။အဖေရောင်ကဖေးလာအောင်မှာအမှုတန်းနေတော့နမေဆန်းဆန်းနဲ့အပြိုကြီးမမကအဖေကိုတခါတည်းရန်အိမ်ပြန်လိုက်ဖို့ပေးတတ်ခြင်းကြောင့်လားကျွန်တော်မသိပါကျွန်တော်သိမှာထိုအကြောင်းများဒီမှာတခုကြောင့်ဒါမှမဟုတ်ကျွန်တော်မသိတော့အခြားအကြောင်းတခုကြောင့်ဖြစ်နိုင်ပါတယ်အကြောင်းဆိုတော့အဖေနဲ့အမေရှမ်းဖြစ်ခြင်းကကျွန်တော်တို့မောင်နှမနှစ်ယောက်သိရှိထားသည့်ကိစ္စရပ်တွေအပြင်လုံးလုံးမသိရှိသောကိစ္စရပ်များလည်းအဖေနဲ့အမေကိုရှမ်းဖြစ်ဖို့အစင်းသင်းဖြစ်နေစေသည်မှာကာလကြာမြင့်ခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်အဖေနဲ့အမေရှမ်းဖြစ်ကြပါတယ်ကျွန်တော်ကဂီတာကျိုးကိုအတော်ကြိုးစားပန်းစားညှိယူနေတယ်ကျိုးတစ်ချောင်းချင်းစီကိုတီးခတ်ပြီးပေါ်လာတဲ့အတန်ကိုဂယုတစိုက်နားထောင်ပါတော့လေနားလေးတွင်ဂီတာကျိုး၏တောင်ခါတန်ကတစ်ချက်တစ်ချက်ပြောက်ကွယ်သွားပြီးအဖေနဲ့အမေရဲ့ရှမ်းဖြစ်တန်ကိုသာကြားနေရပါတယ်ဟဲ့မင်းကျိုးညိရမပြီးသေးဘူးလားဟိုကောင်သိန်းလယ်လုံးတောင်မင်းနောက်မှညိတာပြီးသွားရင်တန်ထူအောင်ကကျွန်တော်ကိုအားမလို့အားများကြီးကပြောပါတယ်ခဏဆောင်ပါကွာငါဒီနေ့နင်းနဲ့အာယုံများနေလို့ပါစောင့်ရင်လည်းမိုးလင်းသွားအောင်မဲထပ်ပါရဟဲ့ကျိုးညိမိုးလင်းရာဇာကထုံးစံအတိုင်းပြောင်းဆက်ဆက်မျက်နှာပင်းနဲ့ဝင်ပြောပါတယ်ဒီကောင်တွေအားလုံးတွေတွင်တော်ကြီးတယောက်သာအနေအေးပြီးကျွန်တော်တို့တငယ်ချင်းများအားလုံးရဲ့တယောက်တည်းသောပညာတတ်လေးဖြစ်ပါတယ်တကယ်လေးစေတမ်းမအောင်သောတငယ်ချင်းများဒီမှာတော်ကြီးအရူပဗေဒမေဂျာနဲ့နောက်ဆုံးနေ့ကိုရောက်နေပြီမဟုတ်ပါလားကျွန်တော်တို့အဖေကတော်ကြီးတော့လန်ထက်ကအုတ်ခုံပေါ်မှာတချင်းဆိုထိုင်ဖို့ပြင်ဆင်နေကြခြင်းဖြစ်ပါတယ်ဂီတာကိုခေစေကျွညှိပြီးသွားတဲ့အခါကျွန်တော်ကရတန်တီးပြီးသိန်းတွေကဘစ်လိုက်ပါတယ်ကျတငယ်ချင်းများကသူတို့တီးတလောက်တက်တလောက်နဲ့တချင်းကိုခန်းစားသည်ဆိုကြပါတယ်ဂီတာတီးအောင်တီးပြီးတချင်းလိုက်မဆိုတတ်တဲ့ကျွန်တော်ကိုတော်ကြီးအားလုံးကြအောင်ပြောပါတယ်ဟဲ့အောင်နေခဏငြိမ်ကြအောင်ဒီကောင်ကြီးဘာတွေဖြစ်ပြီးတော့တိတ်နေရလဲမေးကြစမ်းပါတဖွဲ့လုံးကထွက်လက်စအတန်တွေရှယ်ပြီးကျွန်တော်မျက်နှာကိုလှမ်းကြည့်ပါတယ်ကျွန်တော်ကသူတို့ကိုဟန်ဆောင်ပြီးတော့ပြောင်းမပြနိုင်ပါကျွန်တော်ရင်ထဲမှာတစုံတရာကဆူဆူနေနေဖြစ်နေတယ်လို့ထင်နေမိတာကြောင့်ဖြစ်ပါတယ်မင်းမပြောချင်လေဒီနေ့တော့ထားလိုက်ကွာအေးမနေ့ကကြာရင်တော့ငါတို့ဒီဖြစ်တဲ့နေရာမှာဂီတာသွားတီးကြမယ်အဲ့ဒီအချိန်ကျရင်မင်းဒီလိုငိုင်းနေအောင်လာကြည့်ရမယ်တန်ထူအောင်ကစကားဝင်ပြောတယ်နေပါဦးမင်းကအဖေနေရာသွားတီးမှာမို့ဒီလောက်ဖြစ်နေရလဲသိန်းလွင်ကခက်ပြက်ပြက်မေးတယ်ဟင်းရက်ွက်ထဲမှာအသေးလောက်ဖွင့်နေအမျိုးသမီးဆောင်လေငါနဲ့ရစားနဲ့အဆအရာရာစီစဉ်ပြီးသွားပြီမင်းတို့ကတော့အခုမှပြောရတာဘလို့လဲကိုလူတို့အားလုံးကထိုအစီအစဉ်ကိုအလွေတကူပဲလက်ခံလိုက်ပါတယ်ကျွန်တော်ကစိတ်ကအင်ကိုရောက်နေတော့လေအင်ကိုပြန်ချင်းစိတ်မရှိပါကျွန်တော်တို့ရက်ွက်ကလေးရဲ့ညနေကလူငယ်တတိုက်ရှိမောက်တွင်ဤကဲ့သို့ပင်ကုံဆောင်သွားပြန်ပါတယ်မင်းဒီနေ့အလုပ်ကောသွားရလားဟုတ်ကဲ့သွားပါတယ်ဖေကျွန်တော်စီကအဖေကိုကြားရတော့မှအဖေမျက်နှာပေါ်ကတင်းမာမှုတွေကအနည်းငယ်ပြောက်ကွယ်သွားပါတယ်ရှင်သားသမီးတွေကိုရှောင်မေးမနေနဲ့ဥဖေတင်သားသမီးတွေကဘသူမှရှင်လောက်မမိုက်မေဘူးအမေကနောက်ဖေးမှာချက်ပြုတ်နေရင်နဲ့ပင်လှမ်းအော်ပြောပါတယ်ဟာမင်းဟာဘလိုက်ကြီးပါလားကွာမိသွင်ရမင်းဒီကောင်ကြောင့်ဘလောက်သိလို့လဲကေပြောစမ်းပါဒီကောင်အခုထိစေတတ်အောင်သေးလို့လားနောက်ဘေးခန်းဘက်ကိုမျက်နှာလှည့်ပြီးအဖေကပြန်ဟောပါတယ်အိုးဒါကရှင်အသုံးမကျလို့တာပေါ့သားသမီးတွေလိုအပ်တာရှင်ပေတုံးကဖြည့်ဆည်းပေးဘူးလို့လေပြောရင်နဲ့အမေကအင်ရှိကိုထွက်လာပါတယ်ဘာကွာမင်းရောဘာအသုံးကျလို့လဲကြည့်စမ်းအိမ်ဟာအိမ်နဲ့ဘဒုံးကမှမတူမျက်နှာကျမှာကြက်ခိုးနဲ့ကြမ်းပြက်မှာမြေးတဲ့အမိုက်ဆုပ်အဝတ်ဆုပ်တွေနဲ့ငါပေတုံးကမိဖို့တိုက်ပြီးသားခေါရိုးကြိုးတွေအင်းကြီးကိုရုံးကိုဝတ်သွားဘူးလို့လေအေးသားသမီးတွေကလည်းမင်းနဲ့တူတာအဲ့ဒါကြောင့်မို့အပေတွေဖြစ်နေတာရှင်ကိုဖြစ်တယ်ဒါရီကရှင်တရားတွေကလေးတွေမဟုတ်ဘူးလားဟာဒါငါအတိအကျဘေးပြောနိုင်မှာတော့မင်းပဲအတီဆုံးနေမှာပေါ့ထုံးစံအတိုင်းအဖေနဲ့အမေရှင်းပြေးကြပါတယ်အမေနဲ့အတူချက်ပြုတ်နေတဲ့ညီမလေးကရောင်းမတချောင်းကိုကင်လျက်သားထွက်လာပါတယ်
ကျွန်တော်ကအဖေနဲ့အမေကို၎င်းညီမလေးကိုတော့၎င်းဘာတခေါမှမပြောမိပါတကယ်တမ်းကျွန်တော်ထံမှာပြောစရာစကားများစွာရှိနေပါတယ်တို့ရာတွင်ကျွန်တော်ရင်ထဲမှာတဆုံတရားကဆွဆွနေနေဖြစ်နေသည်ဟုကျွန်တော်ထင်မိတာကြောင့်ပါနောက်ပိုင်းညနေခင်းတိုင်းကျွန်တော်တို့အဖေကမူးမြင့်ကျဲမြို့သမီးပေါ်တာဆောင်းပါပင်ညနေတည်းအထိဂီတာတီးဖြစ်ကြပါတယ်မူးမြင့်ကျဲ၏အုတ်ခုံတိုင်းနောက်ဘက်ကမြေကွက်လာသည်ကျွန်တော်တို့အဖေစခန်းချရာဖြစ်လာကောင်မလေး၃-၄ယောက်ကလည်းကျွန်တော်တို့အဖေရဲ့အမာခံပရိသတ်များဖြစ်ပါတယ်ကျွန်တော်ကမူးမြင့်ကျဲအဆောင်နောက်ဘက်မှာဂီတာတီးနေရတဲ့အချိန်များမှာအင်ကိုမီယောတဲ့စာပြူလာပါတယ်ဒါအပြင်မူးမြင့်ကျဲအဆောင်ကမှောင်မိုက်နေသည့်ကျွန်တော်အတွက်ခြေတပွင့်ကိုချိတ်တီးပေးထားရနေရာလေးဖြစ်လို့နေပါတယ်ခြေပွင့်လေးရဲ့နာမည်မှာခရမ်းနူးဖြစ်ပါတယ်ကျွန်တော်လိုပင်ခြေပွင့်လေးတွေတွေ့ရှိသွားကြတဲ့တငယ်ချင်းများလေးရှိပါတယ်သိန်းတွေကသူနာပြုဆရာမလေးပွင့်တင်ပြီးရာဇာကကုမ္ပဏီတစ်ခုမှအလုပ်ဝင်နေတဲ့စမ်းတော်တာစသဖြင့်ဖြစ်ပါတယ်တန်တူအောင်နဲ့တော်ကြီးကတော့အရှင်တိုင်းပင်ဖြစ်တယ်အရှင်တိုင်းဆိုဒီမှာမူးမြင့်ကျင်မှာသူတို့အတွက်ခြေတပွင့်မှမရှိလို့ထင်မှန်ပြီးတာကြောင့်ပါဘာပဲဖြစ်ဖြစ်မူးမြင့်ကျင်ညနေခင်းများတွင်ကျွန်တော်ဒီကျင်ငေးသူတယောက်ဖြစ်လာခဲ့ပါတယ်ကျွန်တော်ရဲ့ဂီတာလက်တံကလည်းပို့ပြီးတော့ရုံးကြွလက်ဆက်လာခဲ့ပါတယ်ထို့အတွက်ကြောင့်ကျွန်တော်ကခရမ်းနုကိုကျေးဇူးတင်နေမိပါတယ်ကျွန်တော်ကမိုးမြင့်ကြီးကိုပထမဆုံးရောက်သည့်ရက်မှာပင်ခရမ်းနုကိုစတင်တွေ့ရှိခဲ့ခြင်းဖြစ်တယ်ကျွန်တော်တို့ဖွေးသည့်ဆိုတိခတ်သည့်မိုးမြင့်ကျဲဆောင်ရဲ့နောက်ဘက်တိုင်းနောက်ကမြေကွက်လက်ကခရမ်းနုနေထိုင်သောအခန်းနှင့်တိတ်မဝေးလှသလိုတိတ်လည်းမနီးပါသိန်းလင်နေရစာတို့၏ကျေးပွင့်လိမ်များဖြစ်ကြသောသူနာပြုဆရာမလေးပွင့်တင်မင်းနှင့်ကုမ္ပဏီစီးရဲမှလေးစမ်းတော်တာတို့နေထိုင်ကြသောအခန်းများမှာမူကျွန်တော်တို့အဖွေ၏ချစ်ခင်ဖွေမြေကွက်လက်လေးနှင့်များစွာနီးကပ်ပါတယ်ဒါကြောင့်လေသူတို့တွေကလျင်မြန်စွာနီးစပ်သွားကြတာဖြစ်တယ်ဟဲ့အောင်ထပ်ပါငါတို့နှစ်ယောက်တောင်အဖြစ်ရပြီမင်းအခုထိမင်းကောင်မလေးကိုလှှတ်ထားတော့လားစနေတလင်းကနေလို့ရုံးပိတ်ရက်တွေမှာမတီကိုစီနဲ့အပြင်ကိုတူတူသွားလာခွင့်လိုက်စဉ်ရရှိသွားကြတဲ့သိန်းလွင်နဲ့ရာစာကအစ်ဆက်ဆက်နဲ့ကျွန်တော်ကိုအားမရဖြစ်ကြပါတယ်ဟုတ်တယ်ထပ်ပိုင်းရာစာပြောလေပြောချင်းစရာပဲမင်းပုံစံကတစ်စက်အမှအားရစရာမရှိဘူးမုံမြင့်ကျဲဆောင်မှရီးစားကိုစီရသွားကြတဲ့သိန်းလွင်နဲ့ရာစာနောက်ပြီးရီးစားရှာမတွေ့တဲ့တော်ကြီးနဲ့တန်းထူမောင်ထိုတငယ်ချင်းများတွေတွင်ကျွန်တော်ဒီခရမ်းနုကိုချစ်မိခဲ့တော်လဲမစွန့်စားသည့်အတွက်ဘလို့မှမပြီးပြင်းသည့်ဖားတစ်ပိုင်းငါးတစ်ပိုင်းကောင်သာဖြစ်နေခဲ့ပါတယ်ထပ်ပိုင်းဟာငါတို့ကဒီအဆောင်ကမိန်းကလေးတွေနဲ့ဖူးစာမပါလို့ကွာမင်းကကိုကလည်းချစ်ရတာနဲ့ဟိုကလည်းအချင်းနေမစိုးပါဘူးဒါနဲ့များကွာတန်ထူမောင်နဲ့တော်ကြီးကလည်းဒီကိစ္စအတွက်အငြိမ်မနေကြပါကျွန်တော်ကိုဝိုင်းရကြပါတယ်သို့တော့ကျွန်တော်ကငြိမ်သက်နေပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ထဲမှာတဆုံတစ်ခုကဆွဆွနေနေဖြစ်နေသည်ဟုထင်ရသောကြောင့်ဖြစ်တယ်အခုရပိုင်းမှာကျွန်တော်ကကိစ္စအတော်များများကိုဘာကြောင့်မှမသိရပဲအလွေတကူမေးရောက်မှုများမကြာခဏဖြစ်နေတတ်ပါတယ်ဥပမာကျွန်တော်ကစပိန်ပြင်ဆိုင်မှာကျွန်တော်ရဲ့စပိန်လေးကိုလေထိုးနေစဉ်အမှုမေဘေးကိုကြည့်လိုက်ရာကျွန်တော်လေထိုးနေသည့်စပိန်ကတခြားဘိန်းဖြစ်နေလို့ဘေးမှာဘိန်းတည်တာကျွန်တော်စပိန်ဖြစ်နေခြင်းမျိုးတစ်ဖက်ရဆိုင်ထိုင်တဲ့အခါကျွန်တော်စီးလာသည့်ဖနက်ကအမေဖနက်ဖြစ်နေခြင်းမျိုးတစုံတစ်ယောက်ကကျွန်တော်နာမည်ကိုလှမ်းခေါ်တော့လေချက်ချင်းမကြဘဲတိတ်တိတ်ခေါ်မှကြားရခြင်းမျိုးစသဖြင့်စိတ်ကတိကောက်ဖြစ်စရာများကိုကျွန်တော်ကြုံတွေ့လာရပါတယ်ထိုကိစ္စရက်လေးများကဒီအတိုင်းနေလျင်မသိတာတော့လေအလုတ်ခွင်ထဲမှာတော့ကျွန်တော်ကိုတာဝန်မကျေပွန်သည့်လှုပ်သားအဖြစ်အထင်ရောက်စေပါတယ်ကျွန်တော်ကတန်နီတန်ကွေးနဲ့တန်ပန်းတန်တကားများပြုလုပ်တဲ့အလုပ်ထဲမှာဝင်းရောက်လောက်ကင်နေရသည်မှာဒုတိယအကြိမ်မြောက်စေတန်းကိုကြာရှုံးခဲ့စဉ်ကဖြစ်ရာအခုဆိုလျင်တနေ့ကောင်းကောင်းကြော်ခဲ့ပြီဖြစ်တယ်ဟဲ့အောင်ထပ်ပိုင်းမနေ့ကငါဆေးတော့ခိုင်းထားတဲ့ဟာပြီးပြီလားပြီးပြီဆရာဟိုဘက်မှာကျွန်တော်ကခက်လန်းလန်းမှာထောင်ထားတဲ့တန်ပန်းတကားများရှိအောင်စီကိုဆရာဦးညွတ်မျိုးကိုခေါ်ပြသွားပါတယ်ဟာထပ်ပိုင်းကတော့လှုပ်ချလိုက်ပြီကွာကျွန်တော်ဆေးတော့ထားတဲ့တန်ပန်းတကားကိုကြည့်ရင်ဆရာဦးညွတ်မျိုးကစိတ်ပြက်လက်ပြက်ညီးတွားပါတယ်ကျွန်တော်နားမလည်နိုင်စွာမေးလိုက်တယ်ဘာဖြစ်လို့လဲဆရာငါမင်းကိုဆေးတော့ခိုင်းတာဒီတကားမဟုတ်ဘူးကွာဟောဟိုမှာထောင်ထားတဲ့ဟာဆရာကြီးမျက်နှာကရှုံးမိနေပါတယ်ကျွန်တော်ကဆရာဦးညွတ်မျိုးညွန်ပြတဲ့နေရာကိုကြည့်လိုက်တယ်အဲ့ဒါပေါ့ကွာအလုပ်ထဲမှာစိတ်ကမရှိတာမနေ့တုန်းကမင်းတို့ငါတရားချပြောထားရတဲ့ကျွန်တော်ခေါင်းငုံနေလိုက်မိပါတယ်ဆေးမတော့ရသေးတော့တန်ပန်းတကားချက်လေးကနေရန်ကိုမိကငြိမ်သက်နေပါတယ်ထိုခိုက်တန်တွင်ကျွန်တော်ကဆေးမတော့ရသေးတဲ့တန်ပန်းတကားလေးချက်ထက်ပို့ပြီးတော့ငြိမ်ဝတ်နေခဲ့ပါတယ်အကြောင်းကတော့ကျွန်တော်ရင်ထဲတွင်တစုံတရာကဆူဆူနေနေဖြစ်နေခြင်းကြောင့်ဖြစ်ပါတယ်
ဒီနေ့ကျွန်တော်အလွန်ပျော်ရွှင်နေပါတယ်။မွန်မြင့်ကျဲဆောင်မှာသိန်းလွင်ရဲ့ကောင်းမလေးဖြစ်တဲ့ပွင့်တင်မင်းထံကတဆင့်ကျွန်တော်ချစ်တဲ့ခရမ်းနူးရဲ့ပြန်စာကိုရောက်ရှိတော့ကြောင်းဖြစ်ပါတယ်။စာထဲမှာခရမ်းနူးကဒီနေ့ညမွန်မြင့်ကျဲဆောင်နောက်ဘက်မှာဆက်ဆက်ဂီတာလာတီးဖို့အကြောင်းလေးရေးသားထားပါတယ်။မွန်မြင့်ကျဲဆောင်နောက်ဘက်ကိုကျွန်တော်တို့အဖွေရောက်သွားတဲ့အခါအဖွေသားအားလုံးထက်ကျွန်တော်ပို့ပြီးတော့စိတ်လှုပ်ရှားနေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကသိန်းလွင်ရဲ့ကောင်းမလေးပွင့်တင်မင်းထံမှတဆင့်ခရမ်းနုကိုရင်ဖွင့်စာတစ်စောင်ရေးပြလိုက်တာကြောင့်ပါခရမ်းနုရဲ့ပြန်စာအရကျွန်တော်ခြေနေကအလွန်အမင်းကောင်းမွန်လေးရရှိပါတယ်ကျွန်တော်ကြိုက်လွန်လာတဲ့ကိုငှက်ကြီးခုံအစောတော်ထူးအိမ်တင်ရဲ့တခြင်းတွေကိုထိုးနေညနေကကျွန်တော်ကိုယ်တိုင်တစ်ခေါက်တရသည်ဆိုခဲ့ပါတယ်မိုးမြင့်ကျဲဆောင်ရှိကျွန်တော်ချစ်တဲ့ခရမ်းနုနေထိုင်တဲ့အခန်းတကားကအရင်နေ့များကလိုပွင့်လျက်ရှိနေကမျက်မှန်ဝိုင်းဝိုင်းကလေးတက်ဆင်ထားတဲ့ခရမ်းနုကကျွန်တော်ဒီဆိုပုံတွေကိုလှမ်းပြီးတော့ငင်းမောနားထောင်နေပါတယ်။ကျွန်တော်ကဂီတာလက်ကွက်တွေကိုအလိုအလျောက်တီးစိမ့်နေတူရွှေတီးခဲ့ရင်နဲ့ပဒေးပေါင်းမှမြင်နေရတဲ့ခရမ်းနုကိုမျက်နှိုးစွာပြန်လဲငင်းမောကြည့်နေမိပါတယ်။သူမကိုခုလိုငေးကြည့်နေုံနဲ့ပင်ကျွန်တော်ချစ်ကလုံလောက်ပါတယ်။သူမကတက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်ပြီးငွေကြေးချောင်လေတော့မိသားစုတစ်ခုမှဖြစ်ပုံရပါတယ်။မိုးမြင့်ကျဲဆောင်ဤထူးခြားချက်မှာလဲဤကဲ့သို့အကွေပြားခြားနာသောကောင်းမလေးများကိုတစုတစည်းတဲ့နားခိုခွင့်ပေးထားတာကြောင့်ဖြစ်ပါတယ်။ထိုနေ့ကကျွန်တော်ကသူမထံကနောက်ထပ်စာတစ်စောင်ကိုအိမ်မပြန်ခင်မှာကံကောင်းထောက်မှန်စွာရရှိခဲ့ပါတယ်။ဒီအတွက်ကြောင့်အဖွေသားအားလုံးကိုကျွန်တော်ရေရှိစုမေးစုပတ်စံကလေးနဲ့လက်ဖက်ရည်ဝေတိုက်ခဲ့ရပါတယ်။သူတို့ကဝမ်းပြောကြပါတယ်။ဂီတာသမားရဲ့အောင်ပွဲဆိုလာပါဆိုလား။တေချာတာကတော့ထိုညကကျွန်တော်အိမ်မပြောပါ။ခရမ်းနုပေးလိုက်တဲ့စာထဲမှာပါတဲ့မိုးမြင့်ကျဲဆောင်ဤဖုန်းနံပါတ်နဲ့ဖုန်းဆက်ချိန်များကိုလည်းအဖန်တလေးလေးဖတ်ရှုပြီးစိတ်ကူးရင်နေမိတာကြောင့်ဖြစ်ပါတယ်။မင်းခရမ်းနုစီအားဖြစ်ရတာအရန်ကံကောင်းနေထပ်ပါ။ရာဇာပြောတဲ့စကားကိုကျွန်တော်ကောင်းကောင်းနားမလည်ပါ။ဘာဖြစ်လို့လဲရာဇာ။ရာဇာကချက်ချင်းပြန်မဖြေ။ခဏကြာမှငါကောင်မလေးကပြောတယ်။သူတို့မိုးမြင့်ကျဲဆောင်မှာခရမ်းနုကမာနာကြီးတယ်တဲ့။ကျွန်တော်ရင်ထဲမှာရုတ်တရက်ဆူဆူနေနေဖြစ်သွားတယ်။ရာဇာကဆက်ပြီးပြောတယ်။ခရမ်းနုနေတာထိုင်တာကအရန်သစိမ်းဆန်နေပုံပဲတဲ့။ကျွန်တော်ငိုင်နေမိပြန်ပါတယ်။ရာဇာကမင်းရောသူနဲ့ဆက်ဆံရတာအဆင်ပြေလာထပ်ပိုင်း။ရာဇာမျက်နှာကိုကျွန်တော်ဖြက်ခနဲ့လှမ်းကြည့်မိလိုက်ပါတယ်ပြီးမှမင်းသိတဲ့အတိုင်းပဲရာဇာ။သူနဲ့ငါတခါမှအပြင်မှာမဆုံဘူး။ဖုန်းထဲမှာပဲစကားပြောခွင့်ရတာ။ငါမှသူ့လက်ကလေးနှွေးလာအေးလာတော့မှမသိတဲ့ရီးစားပါကွာ။ရာဇာကကျွန်တော်ကိုအားနာသွားဟန်နဲ့ကြည့်လိုက်ပါတယ်။အဲ့ဒီနောက်ချက်ချင်းပင် sorry ပဲထပ်ပိုင်းဟာငါကမေးဘက်ကမခံချင်လို့ဒီစကားတွေကိုပြောမိတာပါ။ရပါတယ်ရာဇာကိစ္စမရှိပါဘူး။ငါကအပြောခံရမိကန်ပါလာတာကိုကျွန်တော်တို့နှစ်ယောက်စလုံးကညီနေမိကြပါတယ်။စွစွနေနေဖြစ်နေသည့်ကျွန်တော်ရင်ကအခုတခါပို့ပြီးတော့ပြင်းထန်လာသလားလို့ထင်မဲ့ရတယ်။ကျွန်တော်အသက်ရှူမဝတော့ပါ။ခရမ်းရည်လို့ကျွန်တော်တိုးတိုးလေးရေရွမိလိုက်တယ်လို့ထင်ပါတယ်။ဒီပမေးမသေးကြပါ။ကျွန်တော်အလုပ်လဲစားအလုပ်ကိုလုပ်နေရင်နဲ့ခရမ်းတို့အကြောင်းကိုစဉ်းစားနေမိပါတယ်။မွေးမြင့်ကျဲဆောင်နောက်ဘက်မှာဂီတာသွားတီးတဲ့အချိန်များမှလွေးရင်ကျန်တဲ့အချိန်များမှာခရမ်းတို့ကိုကျွန်တော်တွေ့ဆုံခွင့်မရပါ။သို့တော့ခရမ်းတို့ကိုတော့တယ်လီဖုန်းထဲကနေပြီးကျွန်တော်အကြောင်းမှတ်သမျှကိုသိစေခဲ့ပြီးဖြစ်ပါတယ်။ခရမ်းတို့ရဲ့အကြောင်းကိုတော့အနေချင်းများသာကျွန်တော်သိခွင့်ရခဲ့ပါတယ်။အဲ့ဒီလိုသိခွင့်ရခဲ့သည်များကလည်းဟိုးရင်ကျွန်တော်သိထားသလောက်ထက်သိမပိုခဲ့ပါ။ခရမ်းတို့ကကျွန်တော်ရဲ့အချစ်ကိုအလျင်အမြန်ပြန်လက်ခံခဲ့တော့လေကျွန်တော်တော့ယုံကြည်ပုံမရပါသူမနဲ့ပတ်သက်လာရင်ကျွန်တော်စိတ်ကမောကျရှုပ်ထွေးနှောက်ကြည့်မှုဝေလျက်ရှိပါတယ်အာဂေကတ်ကိုကျွန်တော်ထိတ်တလန့်လှုပ်ချပြလိုက်တယ်ကျွန်တော်အနာကိုဘေးကလှုပ်ဖို့ကင်ဖက်ဖြစ်တဲ့ကြည်ရအောင်ရောက်လာတယ်ထပ်ပိုင်ဘာဖြစ်တာလဲမင်းလည်းပြစမ်းကျွန်တော်လည်းတစ်ဖက်စလုံးရောင်ရမ်းမြောက်ပြမိလိုက်ပါတယ်ခလာလာမှာဆေးတုံးနေတဲ့ကိုကိုစောကလည်းကျွန်တော်နားရောက်လာတယ်ကျွန်တော်ဘေဘက်လမ်းမလက်ညှိုးနဲ့လမ်းမကဂဟီမီထီသွားတာကြောင့်အပူလောင်တန်းဖြစ်နေပါတယ်ဘလို့ဖြစ်တာလဲထပ်ပိုင်ဟာကိုကိုစောမေးတာကိုကျွန်တော်ပြန်မဖြေနိုင်ပါကျွန်တော်အဲ့ဒီလိုဖြစ်နေတာကြားပြီးမဟုတ်ပါလားမင်းလက်ကိုစိတ်ထစ်လိုက်အောင်ဒါရီထားခဲ့မင်းလုပ်တွေငါဆက်လုပ်ထားလိုက်မယ်ကြည်ရအောင်ကကျွန်တော်လက်ကအနာကိုကြည့်ရင်ပြောပါတယ်ကျေးဇူးပဲဗျာအဲ့ဒီလိုပြောပြီးတော့ထိုနေရာကနေကျွန်တော်လှည့်ထွက်လာခဲ့ပါတယ်အလုံစင်းကနီးတွင်ထိုကိစ္စကိုဆရာဦးညုံမိုးတည်သွားပါတယ်ဖြစ်တော်ဆရာဦးညုံမိုးကအပြင်ကိုသွားနေသဖြင့်မသိရခြင်းဖြစ်ပါတယ်ထပ်ပိုင်မင်းဘာဖြစ်နေရလဲဒါဒီညနေအပီစီဖြစ်ရမယ့်ဟာကွာဆရာဦးညုံမိုးကကျွန်တော်ကို
ရေရေလေးလေးငောင်ငန်းပါတယ်ကျွန်တော်ဘေးဘက်လက်ကဒဏ်ရာကတစစ်စစ်ကိုက်ခဲလျက်ရှိနေပါတယ်ဆရာဦးညုံမိုးကကျွန်တော်လက်ကဒဏ်ရာကိုတစ်ချက်မှမကြည့်ရှုပါကျွန်တော်ရဲ့ပေါ်စားမှုများကိုဆက်လက်လို့သာအပြစ်တင်ကြိမ်မောင်းနေပါတယ်ထပ်ပိုင်မင်းလုပ်ပုံနဲ့ဆိုငါတော့ထမင်းနဲ့မှမဟုတ်တော့ဘူးကျန်တဲ့ကောင်တွေအားလုံးထပ်ပိုင်လို့နမောနမိတ်နိုင်ကြည့်ဒီလုပ်ငန်းအရှင်းပြောင်းမှသိကြတယ်ကျွန်တော်ကဆရာဦးညုံမိုးရဲ့စကားများကိုကောင်းကောင်းနားထောင်နေရင်ကနေခန္ဓာကိုယ်တစ်ခုလုံးတုံမိလာပါတယ်ကျွန်တော်ရင်ထဲမှာဆွဆွနေနေဖြစ်နေသည့်တစုံတရာဤတောင်ပန်းခတ်တန်တစ်ဖြတ်ဖြတ်ကိုလေစိတ်နာထဲမှာကြားနေရပါတယ်ဒီမဲ့ဟဲ့လူခင်ဗျားသိပ်ပြီးတော့မန်တက်မနေနဲ့ကျွန်တော်ထွက်တယ်ခင်ဗျာကြီးကျွန်တော်အကြောင်းနောက်တစ်ခွန်းပြောကြည့်ချက်ချင်းတက်ပြစ်မယ်ကျွန်တော်နှခမ်းသေးကနေကျွန်တော်ကိုယ်တိုင်မသိလိုက်ပဲစကလုံးတွေကဒေါသတွေနဲ့အတူခုန်ထွက်သွားကြပါတယ်ဘာကွာထပ်ပါမေအခြေအနေကရုတ်တရက်ရှုပ်ထွေးသွားပါတယ်နီးစက်ရအတန်တုတ်တချောင်းကိုဆေးယူလိုက်တဲ့ကျွန်တော်ကြည်ရအောင်နဲ့ကိုစောကဝိုင်းထိန်ကြပါတယ်ကျန်တဲ့လူသမားတွေကလည်းဆရာဦးညုံမိုးနဲ့ကျွန်တော်ကြားမှာဝင်ရက်ကြပါတယ်အရှာအလုံးကဝယုံတောင်းကထိုကြားတွေကဆရာဦးညုံမိုးအတန်ကထွက်လာခြင်းသေးတယ်ဟေးထပ်ပါမင်းနေနေအောင်ပေါ့ကွာမနေဘူးဟဲ့လူလာလေခမကြီးလာစမ်းပါကျွန်တော်ကိုကြည်ရအောင်နဲ့ကိုစောကအတင်းချုပ်ပြီးတော့အရင်ထိပြန်လိုက်ပို့ကြပါတယ်ကာလအတန်ကြာဆူဆူနေနေဖြစ်နေတဲ့ကျွန်တော်ရင်ကအနည်းငယ်ရှင်းလင်းသွားတယ်လို့ခံစားရပါတယ်ကန်ဆိုးကျင်တော့အိမ်မယောင်ကနေစော်စီစွာရောင်းနေတဲ့အဖေနဲ့အမေကအော်ကြီးဟစ်ကြီးရန်ဖြစ်နေကြလိမ့်ပြီကြည်ရအောင်နဲ့ကိုစောတို့နှစ်ယောက်စလုံးကျွန်တော်အိမ်ရှိမှထားခဲ့ကချက်ချင်းလစ်ထွက်သွားကြတယ်ကျွန်တော်အိမ်ပေါ်တက်သွားတဲ့အခါအဖေနဲ့အမေရှန်ဖြစ်တာခဏငြိမ်သွားပါတယ်ဟဲ့အောင်ထပ်ပါမင်းလက်ကဘာဖြစ်တာလဲကျွန်တော်ဘေဘဲလိုက်ကပတ်တီကိုမြင်တော့အဖေကလှမ်းမိပါတယ်ကျွန်တော်အလုပ်ထွက်ခဲ့ပြီအဖေနေပါဦးမင်းအလုပ်ထွက်တော့နောက်အလုပ်ကဘယ်တော့ရမှာမို့လို့လဲကွာငတုံးဟေးထပ်ပါနေရပါရဲ့ချမ်းသာနေလို့အလုပ်ထွက်လိုက်တာလေနေ့တရာကငါတို့ကကူပေးရအောင်မလားအဖေရောမိရောကျွန်တော်ဝိုင်းစုပါတယ်ตาတယောက်ရှိတာအကူရမလားမှတ်တယ်ဖေးနဲ့တဖြည်းဖြည်းတူလာပြီမင်းနဲ့တူတာမိသွင်းရောက်မင်းလိုပဲဒီကောင်ကညံ့မရှိဘူးရန်ထပ်ပြေးကြပြန်ပါတယ်ဒီတခါစောကထပ်ပို့ပြီးရန်ပွေးကပြင်းထန်လာပါတယ်နောက်ဆုံးမှအဖေကအမေရဲ့ပါပြင်းပေါ်ကိုလက်သီးတစ်ချက်ထိုးထိလိုက်ပါတယ်ညီမလေးကလည်းထိုအခါကအခန်းထဲကထွက်လာကအမေကိုဖတ်ပြီးငိုပါတယ်အဖေကအကြည့်ကိုလွှဲထားတယ်ကျွန်တော်ရင်ကပြန်လေးပြီးတော့ဆွဆွနေနေဖြစ်လာပါတယ်အိမ်ပေါ်ကပြေးဆင်းပြီးကျွန်တော်လမ်းပေါ်ရှောက်သွားခြင်းမိတယ်နောက်တော့ထိုအတိုင်းပင်ပြုလုပ်မိသွားတယ်ခြေဦးတရာရှောက်သွားရင်လမ်းဘေးတနေရာမှာတော့ဖုန်းတစ်လုံးကိုဖြတ်ခနေတွေးလိုက်ပါတယ်ချက်ချင်းပဲကျွန်တော်အကြံတစ်ခုရမိကဟယ်လိုမုံမြင့်ကျဲဆောင်ကလားကျွန်တော်ခရမ်းနူနဲ့တွေ့ကြလို့ပါခဏကြာတော့ဟယ်လိုခရမ်းနူလားကျွန်တော်ပါထပ်ပိုင်ပါပြောလေကျွန်တော်ခရမ်းနူနဲ့တွေ့ကြနေဘာဖြစ်လို့လဲကျွန်တော်ခရမ်းနူကိုစကားတွေအများကြီးပြောချင်နေအခုပြောလေရတာပဲဖုန်းထဲကမပြောချင်ဘူးခရမ်းနူကတော့ကိုထက်မတွေ့ချင်သေးဘူးဘာကြောင့်လဲခရမ်းနူကိုထက်မှာဘာအောင်မြင်မှုမှမရှိသေးတာအောင်မြင်မှုဟုတ်လားဘာအောင်မြင်မှုလဲကိုထက်စေတမ်းမအောင်သေးတာခရမ်းကိုကျွန်တော်ခဏတစ်ဖြုတ်တွေ့ချင်တာဒီလောက်တောင်အရင်ကြီးများလားဘာတခုမှချစ်ချင်းမြင်မြင်အောင်မြင်မှုမရှိသေးတဲ့လူတစ်ယောက်နဲ့ခရမ်းအပြင်မသွားရဘူးဒါဆိုခရမ်းကျွန်တော်ဘာဖြစ်လို့အဖြေပေးရလဲကိုထက်ကဂီတာတီးကောင်းတာ哦ကျွန်တော်တကယ်ချစ်လို့မဟုတ်ဘူးပေါ့ဟာကွာဘာတွေမင်းနေမှမသိဘူးဒီဟာအခုမှစမဝဲပြီးရရမို့နာနာနေဖို့အတွက်ကြံကားရှိသေးတယ်ကျွန်တော်ဖုန်းပေါ်သားချလိုက်ပါတယ်ကျွန်တော်လည်းချောင်းများကဒေါသကြောင့်တုံရင်နေပါတယ်ကျွန်တော်ရင်ကတဆုံတရားဤပြူစားမှုကြောင့်ပြောင်းဆန်နေပါတယ်ကျွန်တော်ခေါင်းထဲတွင်အာယုံတွေကရှုပ်ထွေးနေပါတယ်လမ်းမပေါ်ကျွန်တော်ပြေးထွက်မိပါတယ်ဒီမေဟဲကောင်လေးဖုန်းပို့ပေးခဲ့အောင်ကျွန်တော်ဘာမှမသိတော့ပါထပ်ပိုင်လုပ်ပုံနဲ့ဆိုငါတော့ထမင်းနဲ့မဟုတ်တော့ဘူးဥညုံမိုးအတန်းအမေကိုလက်သီးနဲ့ထိုးလိုက်တဲ့အဖေဘာတခုမှချစ်ချင်းမြင်မြင်အောင်မြင်မှုမရှိသေးတဲ့လူအတန်တွေအရှိတ်တွေရန်ထိုးမောက်ခုံကျုံပြစ်ဘာရီလေနံပါတ်3နှစ်ဖူးပြင်ပေါ်ကအုံမိုးထားတဲ့သူ့လက်ကိုဖြည်းလေးစွာပြန်ရုပ်လိုက်တယ်အဲ့ဒီနောက်တပြင်းမောတစ်ခုကိုချလိုက်မိပြန်တယ်အခုတော့နံပါတ်3ကကတင်ပေါ်မှာနှိမ့်ချိုက်စွာအိမ်မောကျနေပြီဖြစ်တယ်ဖြစ်ပြီးခဲ့သည်များသောသူ့ဘဝနောက်ကြောင်းအားလုံးကိုမိရောက
ယူသွခဲ့လေပြီနံပါတ်3အနေနဲ့ဒီနေရာကိုရောက်လာတာ3နှစ်ပြည့်ကနေပြီနံပါတ်3ရိတ်မောပန်းဖွယ်တိတ်ကဒီနေရာဤဟိုတစ်ပတ်တွင်ကြံရိတ်ခဲ့ပြီးဖြစ်တယ်နံပါတ်3အနာကတိတ်တိတ်ဆိတ်ဆိတ်ပဲသူထွက်လာခဲ့ပါတယ်သူကနံပါတ်3ကတင်ရဲ့လက်ဝဲဘက်ကလူစီကိုရှောက်သွားလိုက်တယ်ထလူရဲ့အသက်မှာ90ကျော်လောက်တော့ရှိမေလို့ထင်ရပြီးဒီအခန်းထဲမှာတော့အသက်အပြင်အကြီးဆုံးလူဖြစ်ပါတယ်ထိုလူကြီးကနဖူးပြောင်ကထူထဲတဲ့မျက်ခုံးမွှေးအောက်ကမျက်လုံးများကမျောလင်းချမ်းမိနေတဲ့ဖိုးပေါက်စားတယောက်အသွင်ဆောင်နေတယ်။နေရွယ်များကအရွှေအစားကြီးမကသူ့ရဲ့ဉာဏ်ပညာကြီးမပုံကိုဖော်ပြနေတယ်။ထိုလူကြီးကတယောက်တည်းစကားတွေတူတူပြောနေတာကိုသူမြင်နေရတယ်။စကားပြောရမှာအမှုအရာခြေရန်လက်ဟန်တွေလေးပါနေကတစ်ချိန်တုန်းကလူတွေကြားထဲမှာလူတွေအပေါ်အတော်အတန်ဩစာကြီးခဲ့ဘူးကြောင်းလှေဟောက်ပြနေတရားလားမှတ်ထင်ရတယ်။ထူလူကြီးနားကိုသူရောက်သွားတဲ့အခါတယောက်တည်းစကားပြောခြင်းအလုပ်ရှက်တန့်သွားတယ်။မင်းရပါလေ။ငါစီကဘာယူအောင်မလို့လဲ။သူကထူလူကြီးကိုချိုသားစွာပြန်ပြုံးပြလိုက်တယ်။ကျွန်တော်ကအကြားမြင်ရတဲ့သူပါ။အကြားမြင်ထူလူကြီးကတန်ရောင်လိုက်ပြီးတော့ရေရော့လိုက်တယ်။နောက်တော့စင်စားရခက်သွားတဲ့ပုံစံမျိုးနဲ့သူ့ကောင်ကိုသူပြန်ကုန်နေတယ်။အကြားမြင်အကြားမြင်ရွတ်ဆိုရင်လည်းထူလူကြီးမျက်နှာကရုပ်ချီးပျော်ရွှင်သွားပြန်တယ်။အကြားမြင်ဆိုတာကြံ့တကားလား။ကျွန်တော်မသိဘူး။ငါကအချိုကြိုက်တတ်တယ်ကွာ။ပြုံးပြော့နေတဲ့ထူလူကြီးရဲ့နဖူးပြင်ပေါ်မှာသူ့ညာဘက်လက်ဖနှောင်းနဲ့အသားဖိဆန်းလိုက်တယ်။မရထူလူကြီးကငြိမ်မနေ။ဘာလို့တာလဲကွာကြံ့တကားလေးမပေးဘူး။ကျွန်တော်ကအကြားမြင်ရတဲ့သူပါ။ဒီတခါသူပြောလိုက်တာကိုထူလူကြီးကဘလို့ကြားသွားလဲမသိညီနေပြန်ပါတယ်။သူကရလာတဲ့အခွင့်အရေးကိုလျင်မြန်စွာပဲအသုံးချလိုက်ပါတယ်။ထူလူကြီးရဲ့နဖူးပြောင်ပေါ်ဘဝလေးလံတွေကရင်ဝပေါ်တသက်ချင်းပြိုကျလာဒိုင်ယာရီအပြားလေးတွေမှာအယူစုဖြစ်သွားတဲ့မျောလင်းချက်များလေးလေးလျောင်းနေစေအနေရထားကျုပ်ကိုလူတွေကအတ္တကြီးတယ်လို့ကိုရမှာပြောဆိုကြတာကျုပ်ကောင်းကောင်းသိတာပေါ့ဒါကလေကျုပ်ရဲ့ဖြစ်တည်လာမှုကိုနားမလည်ကြလို့ပြောကြတာပါပြောကြပါစေအဲ့ဒီလိုပဲပေါ့သူတို့ပြောတဲ့အတိုင်းကျုပ်ကအတ္တကြီးတွေပဲထားပါတော့ဟုတ်တယ်ကျုပ်ဟာအတ္တကြီးတယ်အမလီတို့ယောက်ျားများဘေတုံးကမှမိန်းမကိုပတ်စံအပ်တယ်ဆိုတာမရှိဘူးအဲ့ဒါသူနဲ့ရှင်နေတဲ့ဧည့်သည်တွေလာတိုင်းအမြဲတမ်းပြောတတ်တဲ့ကျုံမိန်းမရဲ့စကားသူအဲ့ဒီလိုပြောပေမယ့်ကျုပ်ကတော့ပြုံးပြုံးမိတကယ်လေကျုပ်တို့လည်းများစညာစကလေးကအခုဒီတနေ့ဈေးဘိုးကလွင်ရင်အပူပီယိုထုံးစံကြောက်မှမရှိခဲ့ဘူးလေကျုပ်တို့နှစ်ယောက်ကအသက်3နှစ်กว่าရဲဆိုပေမယ့်ကျုပ်ကပိုနှုရေဗျကျုပ်တို့လည်းများအတွက်အရအဆင်ပြေနေပါပြီတခုပဲအဲ့ဒါကကျုပ်တို့လည်းများနှစ်ယောက်မှကလေးမရတာပဲအခုဆိုကျုံမိန်းမအသက်က31ကျုပ်က34ရှိပြီဒီအချိန်ဆိုပါပဲဖြစ်ဖြစ်ကလေးတယောက်တော့မိနိုင်ပါသေးတယ်ဒါပေမဲ့အခုထိတော့ဘာကြောင့်မှမသိကလေးမရသေးဘူးကျုပ်တို့စားရတော့ကျုံမိန်းမကအသက်20ကျုပ်အသက်ကတော့မပြောတော့ဘူးယူမကိုကလေးတွေများကြီးမွေးပေးနော်မောင်ကလေကလေးများကြီးဘာလို့ရမှာလဲ2ယောက်လောက်ဆိုတော်ရောပေါ့ဟာ2ယောက်နေတာပေါ့ယူမောင်ရကဲမောင်ကဘယ်နှစ်ယောက်မွေးကျင်လို့လဲ22ယောက်ရှက်စရာကြီးကလေးမွေးတာပဲဘာရှက်စရာလို့လဲယူမောင်ရကိုစရိတ်နဲ့ကိုမွေးတာပဲ22ယောက်တောင်မှမောင်ကဘာလို့မှမလို့လဲအဲ့ဒီလောက်မွေးခိုင်းရတာဟာအဲ့ဒါမှပေါ့ယူမောင်ရဘလုံးသေး2သိန်းစာလေးယောက်ျားလေးတစ်သိန်းမိန်းကလေးတစ်သိန်းအချိန်ပိုရောက်ရင်ဖီးကိုယ်တိုင်လူဆောင်ဝေကန်းအောင်မောင်ကသိရတာပဲကျုပ်တို့ရကစားကပြောခဲ့တဲ့စကားတွေကိုကျုပ်ပြန်ကြားရောက်မိတယ်ကလေးမရှိတဲ့အိမ်ထောင်တဲ့ဘဝဟောင်းဘလောက်6ကက်ကက်နိုင်လေဆိုတာကျုပ်တို့လေများ2ယောက်ကအသီးဆုံးဒါကြောင့်မေးထင်ပါရဲ့ငကိုကလေးကမိမအပေါ်နိုင်ကျင်ခဲ့တဲ့ကျုပ်ကိုမိမကဆဆရရအလျှော့ပေးရှာပါတယ်ကျုပ်ကဒါမိမကိုဒါမကောက်ညီအကိုမောင်နှမအပေါင်းအသင်းပါမကြမ်းကျုပ်စိတ်နဲ့တွေ့ရင်မတွေ့သလိုဆက်ဆံပြစ်လိုက်တာပဲကျုပ်ကကျုံမှန်နေထင်တာလောက်တာပဲဒါကမှတစုံတယောက်ကတခုခုကန်လန်းတိုက်လာပြီဆိုရင်အဲ့ဒီသူကိုတနည်းနည်းနဲ့ကျုပ်ဆုံးမလိုက်တာပဲဆုံးမတာမှအဲ့ဒီသူနောက်ထပ်နလန်ပြန်မထူနိုင်အောင်ကိုဆုံးမပစ်တာပြီးတော့ကျုပ်ကအဲ့ဒီလိုဖြေရှင်းလိုက်ရမှနေသားထိုင်သာရှိသွားတယ်နှုတ်မှုဆိုကျုပ်ကနေမထီထိုင်မသာနဲ့မြောင်မီခေခိုင်ထားရတယ်လို့ဖြစ်နေတာဗျကျုပ်6တန်းတုန်းကကျုပ်တို့အရွေတူတွေစုဖွဲ့ထားတဲ့ဘောလုံးအသင်းရှိတယ်ကျုပ်ကအစတုန်းကဘောလုံးမကန်အဲ့ဒီအဖွေတွေကတငယ်ချင်းတယောက်ကကျုပ်နဲ့တော်တော်ခင်နေပြောရရင်သူ့ကြောင့်ပဲဘောလုံးအသင်းမှာကျုပ်ပါရတယ်ဆိုပါတော့
ဟေးမနေ့ကအချိန်ဝေးရှိတယ်ဟေးအားလုံးကွင်းလေးကိုမနေ့9နာရီရောက်လာကြနောက်ကြားလေးကောင်မကန်ရအောင်ဘလုံးအသင်းကကလေးအသင်းဆိုတော့6ယောက်ဆိုရင်လူပြည့်ပါပြီဒီပမေကျုပ်တို့အသင်းမှာလူကပုံမှန်ကန်တဲ့လူကိုပဲ9ယောက်လောက်ရှိတယ်လာကန်လိုက်မကန်လိုက်လုံနေတဲ့ကောင်တွေက4ယောက်လောက်ရှိတယ်အဲ့ဒါကြောင့်ချိန်တဲ့အချိန်ကွင်းလေးကိုရောက်ဖို့အတွက်ရေးကြည့်တယ်လေးလေးရှိလားနောက်တနေ့မနေ့ရောက်တော့ဘလုံးကွင်းနဲ့အနီးဆုံးဖြစ်တဲ့ကျုပ်ဝင်ကိုကျုပ်တို့အသင်းကကောင်3ကောင်ရောက်လာတယ်သူတို့ပြောကြတာကလူမစုံလို့ကျုပ်ကနောက်ကျနေလို့လာခေါ်ရဆိုပေအဲ့ဒီအထက်ကျုံနဲ့ခင်မင်းနဲ့တငယ်ချင်းကတော့မပေါဒီလိုနဲ့အကွင်းလေးကိုရောက်တော့နောက်ရောက်လာတဲ့ကောင်2ကောင်နဲ့ပါဆိုရင်ကျုပ်တို့အသင်း6ယောက်ဖြစ်နေပြီဖြစ်ချင်တော့တစ်ဖက်အသင်းကလည်းဒီလောက်လူတွေအများကြီးပါလာတာတောင်မှမကန်ရသေးဘူးသူတို့လူထက်ဆောင်နေသေးတယ်ပုံစံကြည့်ရတာအကူရမေကောင်ရောက်မလာသေးလို့နဲ့တူပါတယ်နောက်တော့လေ2သင်းစလုံးလူဆောင်တက်ဆောင်နဲ့စကန်ကြတယ်ကျုပ်တို့အသင်းကပထမပိုင်းမပြီးခင်မှာပဲ3ကိုပြန်နဲ့ဥဆောင်နေပါတယ်ကျုပ်ကတော့ကွင်းပေးကနေကွင်းထက်ကကောင်တွေကိုအတိုင်းသားငေးလို့ပေါ့ဒီလိုလေပွေးစားတော့ကျုပ်ကိုချန်ထားပြီးတော့နောက်ထပ်ရောက်လာတဲ့ကောင်တွေကဆရာကြီးလို့ပါလို့ကောင်တွေကိုခေါ်ပြီးတော့ကန်ကြတာပါအဲ့ဒီနေ့ကကျုပ်တို့ပြတ်အသက်နိုင်ပါတယ်ကျုပ်ကတော့တပွေးလုံးမကန်လိုက်ရပါဘူးကွင်းပေးမှာငုတ်တုတ်ကျုပ်ကလကားနေရင်မကြင်မနှံ့ဖြစ်နေတဲ့ကောင်ငယ်လေးတယောက်မဟုတ်ပါဘူးလောကအကြောင်းကိုလည်းအဲ့ဒီတောင်ကလုံးလုံးနားမလည်သေးတဲ့အရွယ်ပါတကယ်တော့ဒီကောင်တွေကကိုလွန်လွန်းတာပါနောက်ထပ်ချင်းပွေးတွေကစားတိုင်းဒီကောင်တွေကျုပ်ကိုအမြဲတမ်းအစောဆုံးလာခေါ်တယ်ပြီးရင်တစ်ဆက်လေးတတူလေးတောင်မှဘောလုံးကိုမထိလိုက်ရပင်ကွင်းပြက်မှာရုတ်တရုတ်လိုနေစေတယ်ကျုပ်ဘက်မှာဘေးကောင်းမှမပေါအောင်လာခေါ်တဲ့ကောင်တွေကလေကန်တဲ့အချိန်လေးဆိုရင်ကျုပ်ကိုသူတို့ရဲ့အဖိုးသေးသွားတာနှစ်ကာလကြာလို့မေးရတဲ့ပုံမျိုးမေးရထားကြတာတပွေးလေးမဟုတ်နှစ်ပွေးလေးမဟုတ်မဖြစ်ချေဘူးဆိုပြီးကျုပ်ကလည်းနောက်လာမေးချင်းဝေးတပွေးကိုညင်ပြီးတော့စောင့်နေလိုက်တယ်အဲ့ဒီကကြရင်ကျုပ်တခုခုဆုံးဖြတ်မေးဆိုတဲ့အကြမ်းနဲ့ပေါ့လေလာပါပြီလေးလေးဒီနေ့မင်းတို့ငါတို့တကယ်ထိတ်ကန်ပါပါကွာလာပါကွာငါတို့ဘက်မှာလူမစုံလို့ပါတော်တော်တန်လေးတက်နိုင်တဲ့ကောင်တွေလုံးဝမရှက်တတ်ဘူးကျုပ်ကတော့အရင်ခါတွေကထက်တောင်တက်တက်လလထားလိုက်လာခဲ့ပါတယ်ဘာမှတော့ဒီကောင်တွေကိုပြောမနေဘူးဟိုရောက်တော့ထင်းနေတဲ့အတိုင်းကျုပ်ထိုင်ကြည့်နေကြကွင်းပြင်းနေရလေးမှာကျုပ်ထိုင်ရတာပဲဘလုံးပွေးကလေထုံးစံအတိုင်းဂိုးပြတ်နဲ့ပထမပိုင်းပြီးသွားတယ်ကွင်းလေးမှာရေဘူးကိုမော့တောက်နေတဲ့ကျုပ်ရဲ့ဒီဘောလုံးအသင်းကအခင်မရဆုံးကျုပ်ရဲ့တငယ်ချင်းမိတ်ဆွေကြီးထံကိုကျုပ်တန်းသွားလိုက်တယ်ဒီကောင်ကြောက်တာကျုပ်ဒီဘောလုံးအသင်းမှာဝင်ကန်မိတာမဟုတ်လားကိုရဲ့လူရင်းကိုပဲကိုပြောရမှာပေါ့ပထမပိုင်းတစ်ပိုင်းလုံးကိုစိတ်ပြက်ဖွယ်သားစီကကစားခဲ့ရတာကြောင့်ဒီမိတ်ဆွေကြီးကကျုပ်ကိုဒုတိယတစ်ပိုင်းတော့ခင်မင်ခဲ့တာတွေထောက်ထားပြီးပေးကစားလိုက်မယ်လို့အထင်နဲ့လေဘာမင်းကန်ကျင်လို့ဟုတ်လားဟဲ့အောင်လူဆိုတာကိုယ့်အဆင့်ကိုသိရတယ်ကွာကျုပ်ပြသွားတယ်ကျုပ်နောက်တော့မှကျုပ်မယုံအဲ့ဒီတော့ကဖြစ်ပျက်ကဒီကဘာမြေပေါ်မှာဖြစ်ပျက်ခဲ့တာမှဟုတ်ရဲ့လားတခြားကျုပ်တစ်ခုပေါ်မှာဖြစ်ရလားလို့တော့မှကျုပ်တန်တရားဝင်မိတယ်ဟဲ့ကောင်ကြီးမင်းစကားမြင်းမြင်းမှတ်ထားနော်ကျုပ်ရဲ့ချစ်လာစွာသောမိတ်ဆွေကြီးကအဲ့ဒီလိုပြောခဲ့ပြီးတော့အင်ကိုပြန်လာခဲ့တယ်ကျုပ်ဒီကောင်ကိုတနီးနီးနဲ့လက်စားချင်မှဖြစ်တော့မယ်ဒီကောင်နဲ့မဟုတ်ပင်ဒီတသိန်းလုံးကိုလက်စားချေရမယ်အဲ့ဒီနေ့နောက်ပိုင်းကျုပ်ဒီကောင်ရဲ့အသေးမှာဘောလုံးသွားမကန်တော့ကျုပ်ရဲ့အိမ်နီးနာချင်းကရှိသမျှဘောလုံးကန်လို့ရတဲ့ကောင်မှန်သမျှကျုပ်လိုက်ပြီးတော့စီးအောင်တော့တာပဲပြီးတော့ချင်းပွေးတွေကိုကျုပ်ဦးစီးပြီးတော့ကန်နေနောက်ဆုံးချိန်နဲ့လောက်တဲ့အဆင့်တွေရောက်တော့ကျုပ်အသင်းကိုကျုပ်ရဲ့ချစ်တော်မိတ်ဆွေကြီးအသင်းနဲ့ချိန်ပြီးတော့ကန်နေအဲ့ဒီဝဲအကြောင်းလားဘာပြောကောင်းလိမ့်မလဲကျုပ်တို့ကလေးဝေးဆိုတာအတိုင်းပါတာမဟုတ်ဘူးလေပွေပြီးတော့ကျုပ်တို့အသင်းနိုင်နေကျုပ်မိတ်ဆွေကြီးနဲ့သူ့အသင်းသား2ယောက်ကတော့ကျုပ်ကျန်းတာနဲ့တွေ့ပြီးကွင်းထင်းမှာတော့2ခါလောက်မှောက်ကုန်တာပေါ့နောက်ပိုင်းဒီကောင်တွေတသိန်းလုံးကျုပ်ကလမ်းမှာတွေ့ရင်တော့အရင်ဆုံးပြုံးပြလိုက်တာပဲအပြုံးချွတ်ချွတ်လေးပေါ့ကျုပ်လူပြိုပေါက်ကိုရောက်တော့ရီးစားတယောက်ရတယ်တကယ်တော့လူပြိုတယောက်နေနဲ့ရီးစားရတယ်ဆိုတာတိတ်မလွေသလိုတိတ်လေးခက်ခဲတဲ့ကိစ္စတည်းမဟုတ်ပါဘူးဒီပမေထူးဆန်းတာကအဲ့ဒီရီးစားကကျုပ်ထက်စင်းနေတိတိကြီးနေရပြီမမကြီးပေါ့မမကြီးကကျုပ်ကိုပေါ့အတော်ကလေးကိုကျင်နာတယ်အသက်ကကွာတယ်မဟုတ်လားကျုပ်ကလည်းကျုပ်ရဲ့ရီးစားဦးဖြစ်တဲ့မမကြီးကပေါ့တုံနေအောင်ချစ်ခဲ့တာပဲကျုပ်ရှိသမျှအချစ်တွေနဲ့ဆိုင်သမျှအားလုံးမမကြီးရဲ့အတွက်ဆိုပြီးတော့ရီမန်းထားတာကိုအဲ့ဒီတော့မမကြီးကဘလို့နေမှမသိဘူးကျုပ်ကတော့မမကြီးကိုချစ်တဲ့စိတ်နဲ့လက်ကလေးကင်လိုက်ပါကလေးနဖူးကလေးနမ်းလိုက်နဲ့အတော်ပျော်နေခဲ့တာပေါ့ဒီပမေမမကြီးနဲ့ရီးစားသက်တမ်းတစ်လျှောက်လုံးမမကြီးရဲ့နှကန်းကိုရောင်လို့တော့မနှမ်းခဲ့ပါဘူးမကောင်းတဲ့စိတ်တွေပေါ်လာတိုင်းကျုပ်ကြိုးစားပြီးတော့ဖျောက်ခဲ့တာကြီးပဲလေမမကြီးရဲ့ဘဝကတော့ဒါဟာသိဆန်းကျင်နေနိုင်နေဘာကြောင့်ဆိုမမကြီးမှာအရင်ကသူနဲ့ရွှေကြိုရီးစားတယောက်ကျုပ်ရင်ရှိခဲ့ဘူးတယ်လေကျုပ်ပြောရည်တယ်အဲ့ဒီရီးစားကမမကြီးကိုကျုပ်လိုချစ်မှာမဟုတ်ဘူးနောက်ထပ်ကျုပ်ပြောရည်သေးတာကမ
မကြီးရဲ့နှကန်းကိုလည်းအဲ့ဒီရီစားကနမ်းခဲ့အောင်ပါပဲအဲ့ဒီထက်တောင်မှပိုရင်ပိုနေအောင်မေထားပါလေကျုပ်အနေနဲ့မကြီးကိုချစ်တာအဲ့ဒါတွေကြောင့်မဟုတ်ဘူးချစ်ကိုချစ်တာချစ်အောင်တသက်ချစ်တာကျန်တာဘာတစ်ခုမှကျုပ်အတွက်မလို့ကျုပ်ကမကြီးအတွက်ဖြူစင်တဲ့ရီစားငယ်လေးတယောက်အဖြစ်မကြီးဘဝမှာရှင်းသက်ခြင်းရည်စေခြင်းနဲ့အဲ့ဒီလောက်ရိုးသားယူတော်တဲ့အချစ်တွေနဲ့ကျုပ်ကိုမကြီးလှည့်စားသွားတယ်မကြီးအားကျုပ်ကိုဖြတ်ပြစ်မေးပြောတိုင်းကျုပ်မှာအဆွေးသချင်းလေးဖွင့်ပြီးမျက်ရည်တွေကျရတာပဲမရှင်းနဲ့ပြောရရင်မကြီးကြောင့်ကျုပ်ဆေးချိန်ထက်မနေငိုခဲ့ဘူးတယ်အဲ့ဒီတွေကတောင်းချိန်ကတကယ်အယူကြီးတယောက်လုံးစိတ်လို့ကိုလုံးငိုခဲ့ရတာနှလုံးသားကလည်းနှုတ်သေးတယ်မဟုတ်လားလင်းလင်းမင်းမကြီးရောဘေးတပွေနဲ့မြို့တွေကအေးဆိုင်မှာတွေ့ခဲ့တယ်လင်းလင်းမကြီးကမင်းနဲ့ပြတ်သွား ਈ လားမသိဘူးကွာငါသူ့ကိုလူတယောက်နဲ့ခဏခဏတွေ့နေလို့လင်းလင်းမင်းမကြီးကဟုတ်သေးရဲ့လားဟေးကျုပ်နားလေးကိုမကြီးနဲ့ပတ်သက်တဲ့အတန်းတွေနေရာဆောင်ကနေပြည့်ဝင်လာတယ်ကောင်းတာတခုမှမပေါင်းမကြီးကကျုပ်ကိုဖြတ်မဲ့တကယ်ကြီးလုံနေတာဒါကြောင့်မှကျုပ်အတိနောက်ကျသွားတယ်မဖြစ်နိုင်တာကကျုပ်ကသူ့ကိုသွားပြီးတော့ငိုယိုပြနေတာပဲလေဒီလိုနဲ့မကြီးတို့စုံလေးကိုကျုပ်ကိုယ်တိုင်ကိုကြောင့်မြင်ရမယ့်အချိန်ကိုရောက်လာတယ်ကျုံနှလုံးသားကအဲ့ဒီမှာတင်သေသွားတယ်ကျုံမျက်လုံးထဲမှာမကြီးကိုမကြီးလို့မမြင်ဘူးကျုံငယ်ငယ်ကအဖေနဲ့အတူကြည့်ခဲ့ရတဲ့ရုပ်ရှင်တွေကသွေးစုပ်ဖုတ်ကောင်မကြီးတယောက်လိုပဲမြင်နေမိတယ်ကျုံအိမ်ထဲမှာပဲအခန်းအောင်းနေလိုက်တယ်ဘေကိုမှမသွားအောင်ကျောင်းနဲ့အိမ်ပဲ2 လလောက်ရှိတော့ကျုံအိမ်ကိုမကြီးရောက်လာတယ်ကျုပ်တို့အိမ်ကကြေတော့အိမ်နောက်ကကျုပ်စာထိုင်ချက်တဲ့ယူကလစ်ပင်ကြီးနှစ်ပင်အောက်မှာကျုံနဲ့မကြီးတို့စကားပြောကြတယ်လင်းမကြီးစီဘာလို့မလာတော့ လဲဖြန့်ကနေနေအောင်ဟမ်လင်းမေကျုပ်ဘာမှမပြောအိမ်ထဲကိုလှည့်ဝင်သွားလိုက်တယ်မကြီးကတော့နီးဆွတ်သွားတယ်သူ့ရဲ့ဘေးဘက်ဘားပြင်ကိုပွင့်ရင်နဲ့ကြမ်းခဲ့တယ်မျက်ရည်တွေဘာတွေကျနေမလားဆိုတာကျုပ်ပြန်လှည့်မကြည့်တော့မသိဘူးဗျနောက်ပိုင်းကျုပ်တို့မြို့မှာကျုပ်ကရှုပ်တယ်ပွေတယ်ဆိုတဲ့နာမည်တွေထွက်လာတယ်အမှန်တကယ်လဲကျုပ်ကရှုပ်တယ်ပွေတယ်ပြီးတော့ရက်ဆက်တယ်ကျုပ်အတွက်တော့မိမတွေဟာဒီအပင်ကတီးတဲ့ဒီအသီးတွေပဲဒီအသီးတွေကိုဒီလိုပဲခုဆိုရမယ်ဆိုတဲ့အတွေ့အဆိုးတွေနဲ့ကျုပ်ရဲ့လူငယ်ဘဝအခြေရေးဟာပေလူညစ်ထေးမှုတွေနဲ့များပြားခဲ့ရတယ်။ရလက်ကတော့ကျုပ်ကမိမတွေအပေါ်အကောင်းမမြင်နိုင်တော့အဲ့ဒါကြောင့်ကောင်းမွန်တဲ့မိန်းကလေးတွေနဲ့လည်းကျုပ်မဆုံးရတော့ဘူး။တမျိုးလုံးကမိမကောင်းတွေမှန်သမျှကကျုပ်ဆိုရင်လက်ဆောင်ပြီးသားပဲ။ဒီလိုဖြစ်လေကျုပ်ကမိမတွေကိုပို့ပြီးတော့ကြောက်လာလေပဲ။နောက်ဆုံးတော့ကျုပ်ကဘေမိမနဲ့မှမဆက်သွေးတော့ပဲနေပြစ်လိုက်တယ်။ကျုပ်တော်တော်မိမတွေကိုကြောက်နေခဲ့ပြီ။ဒီပမေကျုပ်မျက်နှာပေါ်မှာအပြုံးကတော့ပြောက်မသွားဘူး။အပြုံးချွတ်ချွတ်လေး။ကျုပ်ကလူတယောက်ကိုတော်ရုံတန်ရုံနဲ့မခင်မင်းတတ်ဘူး။ဆိုလိုတာကမေးထုခေါ်ပြောတာထက်မပူဘူးပေါ့။ဒီပမေခင်မိပြီဆိုရင်လေအဲ့ဒီလူတယောက်ပေါ့တွေ့တွေ့တာတာနဲ့ကိုခင်ပြစ်လိုက်တာပဲ။ဒါကတော့ကျုပ်ကအဖေဘက်ကပါတဲ့သွေးဖြစ်မိတင်နေ။ကျုပ်အဖေရဲ့အမေကျုပ်အဖွားကဘလောက်ပြတ်တယ်လေဆိုရင်သစိမ့်တယောက်နဲ့သူတီးတဲ့သူနဲ့ရှမ်းဖြစ်ရင်အဖွားကမှားမှန်မှန်အတိဘက်ကလိုက်တယ်နောက်တခါအတိနဲ့ဆွေမျိုးမကင်းတဲ့သူရှမ်းဖြစ်ပြန်ရင်အဖွားကဆွေမျိုးဘက်ကမှားမှန်မှန်ပါတာပဲနောက်ဆုံးသူ့တူနဲ့သူ့သားနဲ့ရှမ်းဖြစ်ရင်အဖွားကသူ့သားဘက်ကအပြတ်ပါလိုက်တတ်တယ်ကျုပ်အဖွားရဲ့ theory ကအဲ့ဒီလိုမှတ်သားလောက်တာကျုပ်ကတော့အဖွားသေးပါပဲမိအမှန်တရားဘက်ကပဲလိုက်ပါတယ်ဒါကလည်းကျုံမှန်နေထင်တဲ့တရားလေအမြဲတမ်းတော့လေပေးမှန်ပါမလဲကျုံမိမကအိမ်မှာစတိုးဆန်ဒီဇိုင်းဖွင့်ထားတယ်အချိန်တန်လို့ရှိရင်အဲ့ဒီကရသမျှကျုပ်ထိန်ချုပ်စီမံရတာပဲအဲ့ဒီလိုမှမဟုတ်ရင်မိမဘက်ကအမျိုးတွေကမလွေဘူးခလေးမရှိတဲ့အိမ်ဆိုတော့ကျုပ်တို့အိမ်မှာကျုံမိမအမျိုးတွေကတရားမဟုတ်တရားတော့ရှိနေတတ်တာပဲဒီပမေသူတို့အားလုံးကကျုပ်ကိုတော့ကြောက်ကြလေရဲ့ကျုပ်ကတော့ကျုပ်ရဲ့ theory အတိုင်းခက်တီတီနေလေးရှိတယ်ဒါကပဲသူတို့အနေနဲ့ကျုပ်ကိုခက်ရှင်ရှင်ခက်တဲ့တန်းဖြစ်စေတတ်တယ်ထင်တယ်အမှန်တကယ်တော့လေကျုံမိမဟာကျုပ်အပေါ်ကောင်းရှာပါတယ်ကျုပ်အနေနဲ့လူပြိုလူလိုဘဝအစမှာပွေပွေရှုပ်ရှုပ်ရှိနေခဲ့ပေမယ့်ကျုံမိမကဘတော်မှဖြစ်ပြီးခဲ့တဲ့ဟာတွေကိုခြေချောက်ရင်နှုံးတဲ့မိမစားမျိုးမဟုတ်တာကျုပ်အတွက်ကံကောင်းနေလို့ဆိုရမယ်တခါတလေကျုံမိမကိုကြည့်ရင်အတွေ့တစ်ခုဝင်မိတယ်အဲ့ဒီအတွေ့ကဖျားသခင်ကငါမိမအတွက်ကလေးတယောက်လောက်ကိုကောင်းခဲ့ပုံကနေပြစ်ချပြီးရင်တိတ်ကောင်းပါပဲလို့ကိုလေးအောင်ရှင်ကျမကိုဘာဆိုင်ကြည့်နေရလဲတရသားကျုပ်အဲ့ဒီလိုတွေးနေတော့
ပြုံးဆိုကျုံမိမရဲ့တန်ဆူဆူကိုကြားရတော့မှကျုပ်လေးရဲ့အတွေ့ရသွားတယ်ကိုလင်းရှင်အဲ့ရထားပြီးကလေးကမျက်နှာကောတိပိပြီလားအမေသူကိုစိုက်ကြည့်နေတာတွေ့သွားတော့ကျုံနဲ့အိမ်ထောင်သက်စင်းနေကြော်တာတော့မှအခုကျုံမိမရဲ့မျက်နှာပေါ်မှာအဆက်တွေပါတွေဖြစ်လို့ဟိုးရီတုံးကလို့ယူမော်ပဲကို့ကိုမျက်နှာတိပိလေဒါနဲ့ပဲကျုပ်လေးကျုံမိမကိုပြန်အောင်ပို့လုံးမိလိုက်တယ်အမလေးတော့တကယ်အခုမှငီမှုပြန်ချင်းမနေနဲ့နော်ငီမှုပြန်ရအောင်ငါတို့အသက်ကအဲ့ဒါတော့လည်းမကြည့်သေးပါဘူးမိမရကေးပါအခုလည်းအသက်တွေကငေတော့တာမှမဟုတ်တာရှင်မြင်မြင်လို့ပြီးရင်ဘေးတောင်းကမှအလှမလုပ်ဘူးတဲ့ကိုဝင်းလွင်ဦးတို့လင်းများရဲ့အင်တက်တက်ပွဲကိုသွားအဲ့ဒါပြီးမှရှင်းလို့ကိုသွားဟာဝင်းလွင်ဦးတို့အလှလားမင်းရောမလိုက်ဘူးလားမိမရကျမဆိုင်ဖွင့်ရအောင်မေဒီနေ့ကျမညီမဆူဆိုးလေးလာမေပြောတယ်သူ့ကိုစောင့်ရအောင်မနဲ့ဘာနဲ့မအားပါဘူးရှင်ဒီအလှတော့ရှင်ပဲသွားလိုက်ပါနော်အေးကွာငါတို့မိသားစုမှာကလေးတယောက်သာရှိခဲ့ရင်ဒါမျိုးဖြစ်မှာမဟုတ်ဘူးဘာဆိုင်လို့လဲရှင်ယောခက်ပြီမင်းအတွက်အခုဖော်လောင်ဖော်ရတာပေါ့ကွာရှင်ပြောတော့လေဟုတ်တယ်လို့ပဲနော်ကျုပ်စကားကြောင့်ကျုံမိန်းမကလည်းဘာတွေတွေးမိတယ်လဲမသိပါဘူးငြိမ်သွားတယ်ကိစ္စတွေပြီးတော့ကျုပ်လည်းဟိုကောင်ဝင်းလွင်ဦးရဲ့အိမ်တက်အလှကိုထွက်ခဲ့လိုက်ပါတော့တယ်အလှဝင်ကိုရောက်တော့အလှရှင်နဲ့နှုတ်ဆက်စကားလေးပါလေးပြောပြီးနီးစပ်ရာစပွဲဝိုင်းလေးတစ်ခုမှကျုပ်ဝင်ထားလိုက်တယ်။အော်ကိုလင်းလျောက်တော့မှအခုမှရောက်တာပဲ။ဒါဆိုကျွန်တော်လည်းတိတ်နောက်မကြသေးပါဘူး။ပြောပြောဆူဆူကျုပ်ဘေးနာကိုအဲ့ဒီသူကဝင်ထိုင်လာတယ်။ကျုပ်ကြည့်လိုက်တော့ကျုပ်တို့ရက်ွက်ထေကရေကေတစ်တာတို့အေးကွန်တို့ကိုပြုပြင်ရောင်းဝယ်ရဲလို့တဲ့ကိုမြအောင်ကျော်ဟုတ်တယ်ဗျာကျုပ်လည်းအခုမှရောက်တာပါ။ကိုမြအောင်ကျော်ကိုလိုက်တင်ပြန်ပြောလိုက်တယ်။တကယ်တော့ဒီလူနဲ့ကျုပ်ကတိတ်ခင်မင်လာတယ်မရှိပါဘူး။တရက်ခွက်တဲ့နေကြတဲ့သူတွေဆိုတော့လေမြန်မာတမ်းမိပြီးအပေါ်ရန်လောက်တော့ခေါ်ပြောပြောရှိခဲ့ရုံပါဘလို့လေးကိုလည်းအောင်ခမရဝဲလျှော့ရောလောက်ရကန်ရတာအဆင်ပြေလားမဆိုးပါဘူးဗျာဒီလိုပါပဲကျုပ်တို့နှစ်ယောက်အဲ့ဒီလိုစကားပြောနေတော့ကျုပ်တို့ရှေ့ကိုအလူထမင်းအလူရင်းတွေလာချပေးတယ်အပပဝတ်သားတုံးတွေကတကယ်ကြီးတာပဲကိုမြအောင်ကျော်ကအဲ့ဒီလိုပြောရင်းနဲ့ကျုပ်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်ပြီးမှကျွန်တော်ဝတ်သားဆိုအစီကောင်းကောင်းမှကြိုက်တာဗျအခုတော့ဒီဟင်းပွေးနဲ့ကျွန်တော်နဲ့တွေ့ပြီပေါ့ဗျာအဲ့ဒီလိုဆိုပြီးဇူးစကားပုံနားလေတန်းနဲ့ပြောလိုက်ရကျုပ်စိတ်ထဲမှာသူ့ကိုနင်းနေချင်းနဲ့စိတ်ဝင်လာတယ်လူဆိုတာအင်မတန်သိရခက်တယ်မဟုတ်လားမမင်းနဲ့ဆိုတာကိုမှသိကျင်နေမပြောပါနဲ့ဆိုတဲ့အကြောင်းမှပြန်ပြောကျင်နေကျုပ်လည်းကြည့်လိုပါပဲအဲ့ဒီနေ့ကအလှပွဲမှာကိုမြောင်ကျော်ကြိုက်တယ်ဆိုတဲ့အစီတုံးဝင်းဝင်းကြီးတွေကိုပဲကျုပ်ရွေးစားပြစ်လိုက်တယ်အဲ့ဒီလူတော့ဘလို့နေမှမသိဘူးဒီလိုနဲ့စားလို့တောက်လို့ပြီးတော့ကိုမြောင်ကျော်ကကျုပ်ကိုပြုံးပြီးတော့ကြည့်တယ်ခင်ဗျားကတော်တော်လေးဝေရှိတာပဲကိုလင်းလေးအောင်သူ့စကားကြောင့်ကျုပ်လည်းခဏကြောင်သွားတယ်ဘာဖြစ်လို့လဲကိုမြောင်ကျော်အော်ဝတ်သားရင်စားသလိုပဲခင်ဗျားဝှက်လျှော့ကိုလှုပ်လို့ရင်ဒီထက်ပိုတိုးတက်မှာလို့တွေးမိလို့ပါအဲ့ဒီတော့ကသူပြောတဲ့စကားကိုကျုပ်ချက်ချင်းနားမလည်ဘူးဒါနဲ့အလူအိမ်ကပြန်လာပြီးလမ်းမှာဆင်းစားတော့လေအထိတ်ပင်မပေါက်ဘူးနောက်ဆုံးကျုပ်ဝှက်လျှော့ကိုရောက်တော့မှကျုပ်ရဲ့တပည့်လေးတွေကားရပြင်းနေတာကိုလိုက်ပြီးတော့ကြီးတက်ရင်ဒီစကားရဲ့အထိတ်ပင်ကိုဖြတ်ခနေစဉ်းစားမိပြီးသဘောပေါက်လိုက်တယ်အဲ့ဒီလိုလေသဘောပေါက်ရောကျုံမှာစိတ်နှလုံးပင်ပန်းကြီးစွာနဲ့နေ့လေစာတော်မှမစားနိုင်ပြီဖြစ်ရတယ်ဟုတ်တယ်လေအမှန်တော့ကျုပ်ဒီတချီပေပေနေနေကြီးကိုထိတာပဲကိုမြောင်ကျော်ဆိုတဲ့လူကိုအရေးပါစုပ်ပြစ်ချင်းလာအောင်ကျုပ်တော့သားထွက်မိတယ်ဒါပေမဲ့ဒီကိစ္စကကျုပ်အားလို့ကျုပ်ခံရတဲ့ကိစ္စပဲတွေးမိလေကျုံမှာအသေးနာလေဒီလူကဝတ်သားရင်ကိုတကယ်တော့အသားကြိုက်တဲ့လူပဲသူကပြောကတော့အစီမသာကြိုက်တာပါပေါ့အဲ့ဒီမှာတင်သူ့အကွက်တင်ကျုပ်ဝင်သွားတာပဲဒီလူဗျာသူ့ဘာသာသူအသားပဲစားစားအစီပဲစားစားပေါ့ဘာစကားပြောနေစရာလို့မလဲအခုတော့ဗျာဒါကျုပ်ကသူတမင်တက်တက်လူလေကြတာကျုပ်တို့စားတဲ့ဝိုင်းမှာအခြားသူတွေကလည်းရှိနေသေးပြန်တော့ကျုပ်အားအကုန်လုံးသိကုန်ပြီပေါ့ကျုပ်မနောက်ပိုင်းဒီအကြောင်းကိုတွေးမိလေစိတ်ထဲတနှုံနှုံနဲ့ရှက်မိလေပြီဘသူကမှလည်းဒီကိစ္စကိုပြန်မပြောရဘူးရုပ်စွာဆုံးကျုံမိမကိုတော့မှကျုပ်ပြန်မပြောရဲခဲ့ဘူးကျုံမိမကသူ့မှာကျုပ်လိုအင်မတန်အားရယောက်ျားရှိမှန်းသိသွားရင်အရင်လောက်ကျုပ်အပေါ်လေးစားကြောင်းရောက်မှာမဟုတ်တော့ဘူးလေကျုပ်ဘဝတစ်လျှောက်လုံးနေလာခဲ့တဲ့တက်တန်းတစ်လျှောက်မှာအပျော်ရွှင်ဆုံးနေ့ကိုပြပါဆိုရင်ဒီနေ့ကိုလည်းညိုနဲ့ပြက်ကလေးစာရွက်ပေါ်မှာမလွတ်တမ်းဖိထောက်ပြရမှာပါကျုံမိမမှာကိုဝန်ရှိနေပြီတဲ့3 လတောင်ရှိနေပြီဆိုပေဆရာဝန်ကအဲ့ဒီအကြောင်းလေးပြောပြီးရော
ကျုပ်တို့လင်များနှစ်ယောက်စလုံးပျော်လွန်းလို့စေကန်ဒီမှာတင်တယောက်နဲ့တယောက်မရှက်တမ်းနန်းရှုံပွေဖမ်းမိကြပါရဲ့အိမ်ပြန်ရောက်တော့ကျုပ်တို့လင်များနှစ်ယောက်အနာဂတ်ကိုအစီအစဉ်ဆွေးကြတယ်ကျုပ်ကမဖွင့်ပါနဲ့တော့ဆိုတာတော့ကျုံမိမကရှေ့ရဲ့အတွက်လိုအပ်တယ်ဆိုပြီးအင်္ဂါစတိုးဆိုင်လေးကိုဆက်ဖွင့်နေဒီပေမဲ့လေဒီအတွက်ကျုပ်ကသူ့ညီမနဲ့သူ့အမေကိုကျုပ်အိမ်မှာကလေးမမွေးပြီးမချင်းလာနေစေလိုက်တယ်ကျုပ်လည်းဝက်ရှာမှရှင်ကလို့တိတ်မနေတော့ဘင်းအားတဲ့အချိန်ဆိုအိမ်ပြန်ပြီးတော့မိမနာကတ်တော့တာပဲပြီးတော့ကျုပ်ရသမျှပတ်စံကိုကျုံမိမစီအကုန်ပြန်အပ်တယ်ဘာပဲပြောပြောအခုဆိုကျုပ်ဘဝကအချိန်မီလေးစိုးပြေးမှုရတော့မှာမဟုတ်လားကျုပ်တို့ဘဝတွေကိုမမွေးဖွားရသေးတဲ့ရင်သွေးငယ်လေးဝင်လာပြီးရှစ်လရှိတဲ့အခါရောက်တဲ့တနေ့ထုံးစံအတိုင်းဝဲရှော့ကိုကျုပ်တပည့်အောင်မင်းနဲ့ထားခဲ့ပြီးအိမ်ကိုပြန်မယ်လို့နေပါအောင်ပြန်တော့မလို့လားဝဲရှော့ပိုင်ရှင်ကြီးရဲ့ဝဲရှော့တွေကိုမောင်းဝင်လာတဲ့ကားတစ်စင်းပေါ်ကနေကျုပ်ကိုလူတစ်ယောက်ကခနေတိတိလှမ်းပြောတဲ့ကြားမိတယ်ကျုပ်ကြည့်လိုက်တော့ကိုမြောက်အောင်ကျော်ပါလားမလားစဘူးဘာဖြစ်လို့ပါလဲဒီမှာဗျာကျွန်တော်မနေ့ကဝေးလိုက်တဲ့ကအဲ့ဒါနေပြင်စရာလေးရှိနေလို့ကိုမြောက်အောင်ကျော်ကသူ့ကိုပြရင်နဲ့ပြောတယ်ကျုပ်တပည့်အောင်မင်းကိုကျုပ်လှမ်းခေါ်လိုက်ပြီးကိုမြောက်အောင်ကျော်ကားကိုကြည့်ခိုင်းနေကဲခဏကတော့စိတ်သာချဗျာလားကျုံနဲ့ရင်နွေးကြလေးပါလေးတောင်းရင်စောင့်ကြတာပေါ့ကိုမြောက်အောင်ကျော်ကိုကျုပ်ဝဲချော်ရဲ့တခုတည်းသောစပွဲခုံလေးစီကိုခေါ်ဆောင်သွားလိုက်တယ်ရင်နွေးကြတောင်းရင်ကျုပ်တို့ကဟိုအကြောင်းဒီအကြောင်းပြောနေတော့ဆရာခဏအောင်မင်းလာခေါ်တာနဲ့ကိုမြောက်အောင်ကျော်ကိုထားခဲ့ပြီးကျုပ်ထားလိုက်သွားတယ်ဆရာတနေ့ကအထားတွေကမပြီးသေးဘူးဆရာသူတို့ဒီနေ့လာယူကြလိမ့်မယ်ဟုတ်လားဘေးတက်နိုင်ပါမလဲကွာမနေ့ဖန်တော့ပြီးမယ်မဟုတ်လားမနေ့ဖန်ဆိုပြီးပါတယ်ဆရာအေးငါစီမှာသူတို့ဖုန်းနဲ့ပဲရှိတယ်ငါဖုန်းဆက်ပြောလိုက်မယ်ဒါနဲ့ကိုမြောက်အောင်ကျော်ကားကရောဘာမှကြီးမားပြင်စရာမရှိပါဘူးခဏနေပြီးတော့မှာပါဒီပေမဲ့သူ့ကားကဘာဖြစ်လို့လဲအောင်မင်းသူ့ကားဘရိတ်ဝဲရှာကတိတ်မကောင်းတော့ဆရာတုံးရင်တော့ဖြစ်သေးတယ်အဲ့ဒါပြောက်စမ်းပါအောင်ငါကြည့်ပါဦးမင်းကျုပ်တပည့်အောင်မင်းပြောတဲ့အတိုင်းကိုမြောက်ကျော်ကားကိုကျုပ်စစ်ဆေးကြည့်တယ်ရရအောင်မင်းဒီကိစ္စထားလိုက်ဂျန်နရီလောက်လိုက်ဟုတ်ပြီလားဟုတ်ကဲ့ဆရာကိုမြောက်ကျော်နာကခုံတလုံးမှဝင်ထိုင်ပြီးရင်နွေးချမ်းတစ်ခွက်ကျုံငေးတောက်လိုက်တယ်ပြီးမှဒါနဲ့ကိုမြောက်ကျော်ခမရကဗရိတ်ဝါရှာကဂျပန်ဝါရှာဆိုတော့ကောင်းပါတယ်ဒီပေမဲ့ကျုပ်စီကဂျပန်ဝါရှာအသေးတစ်ခုနဲ့လေးလိုက်ရင်ပိုကောင်းလိမ့်မယ်ထင်တယ်မလေးလို့မရဘူးလားဗျကိုမြောက်ကျော်ကစဉ်းစားနေပုံမျိုးနဲ့ကျုပ်ကိုပြောတယ်မလေးပေးနေလေရပါသေးတယ်အော်စကားမဆက်ဗျာဟိုတခါခမရစီကဝတ်သားဟင်းစာနီလေးကဟန်ကြတာပဲဗျကျုပ်စကားကြောင့်ကိုမြောက်ကျော်မျက်နှာတစ်ချက်ပြတ်သွားတာကိုကျုပ်တွေးမိတယ်သူကထားပါဗျာကျွန်တော်ကဝါရှာလေးတင်မလေးတင်စဉ်းစားနေတာလေးလိုက်တော့ကောင်းတာပေါ့ကိုမြောက်ကျော်ကလည်းဒါပါစဉ်းစားစရာလို့လဲကျုပ်ကသူတစ်ချက်ကြည့်တယ်ပြီးတော့ပြုံးနေကိုမြောက်ကျော်ပြုံးကအရာရာကိုထိုးထွင်းသိမြင်တဲ့ပြုံးမျိုးရတယ်ကိုလေးအောင်ကျွန်တော်ဘရိတ်ဝါရှာမလေးတော့အဟောင်းပေးဆက်သုံးမယ်ခဏကြာတော့ကိုမြောက်ကျော်သူကားပြင်လို့ပြီးတော့ပြန်သွားတယ်တဖြည်းဖြည်းဝေးသွားတယ်ကိုမြောက်ကျော်ကားလေးနောက်ပိုင်းကိုကြည့်ပြီးကျုပ်ကျင်ရည်တယ်ကျုပ်မျက်နှာပေါ်မှာတော့အပြုံးချွတ်ချိုလေးဒီတခါကျုပ်အကွက်ထိသူဝင်သွားခဲ့ပြီဆိုတော့သူ့ရဲ့ညာဘက်လက်ဖနှောင်းနဲ့ထီဆန်းမိသမျှအာယုံတွေကိုသူ့နှခမ်းကကြပြရွတ်သလိုဖောက်ဖောက်တူတူရွတ်နေတော့မှပဲအိုးသူတစ်ချက်ညီးလိုက်မိတယ်သူ့ရဲ့ရှင်ဘက်ထဲမှာလည်းတစုံတစ်ခုကဆူဆူဝါဝါအောင့်တက်သွားတယ်လူကြီးရဲ့နဖူးပြင်ပေါ်ဖိထောက်ဆန်ထားတဲ့သူ့လက်ကလူကြီးလှုပ်ရှားလိုက်တဲ့အခါဟန်ချက်ပြတ်သွားတယ်ဒါကြောင့်အခုလိုနာကျင်ဖွယ်ဝေဒနာကိုသူရလိုက်တာဖြစ်ပါတယ်ထူလူကြီးကပထမနံပါတ်3လိုမျိုးမဟုတ်နံပါတ်3လိုမျိုးငြိမ်ငြိမ်မနေသူလည်းအောက်ကလွတ်သွားတော့ထူလူကြီးနံပါတ်16ကကို့နဖူးပြင်ကိုတိုးကြည့်ပြီးနောက်တိုးလိုက်တဲ့လက်ကိုရှာနေရကြည့်နေပြန်နေကြံတော်လည်းမဟုတ်ဘူးအဲ့ဒီလိုပြောပြီးတော့နံပါတ်16ကထိုင်နေရာကနေထားရလိုက်တယ်သူ့အတွက်တော့ဒီအတိုင်းဆိုရင်အာယုံခံရတာတော်တော်ခက်ခဲတဲ့အနေအထားမှရောက်နေတယ်နံပါတ်16ရဲ့အတိတ်ကဖြစ်ရတွေကပြီးဆုံးခံပြီးဖြစ်တယ်ဒီလိုအချိန်ကိုရောက်မှဒီလူကြီးကကမောက်ကမထားလုံနေတယ်ဒီအတိုင်းလှုပ်လိုက်လို့မဖြစ်တနည်းနည်းနဲ့တော့သူ့အလုပ်ပြီးစီအောင်ကြံစီရမယ်ပြီးတော့ဒါကလေသူ့တာဝန်ကိုသူထမ်းဆောင်နေခြင်းဖြစ်တယ်မတည့်ရနေတဲ့နံပါတ်16ကိုသူခဆူဆူတစ်ချက်ကြည့်ပြလိုက်တယ်ထူလူကြီးကဘေးနေရာကိုမှရှောက်မသွားသဖြင့်တော်သေးတယ်ထူလူကြီးဘေးမှာသူပါရှင်းရလိုက်ရင်ထူလူကြီးကိုသူစိုက်ကြည့်ပြန်တယ်ဘာလဲရွာထက်ကအုတ်ကိန်လားငါ့ကိုတခုခုကြွေးစမ်းပါနံပါတ်16ကိုသူဘာတခုမှမပြောဘဲနဖူးပြင်ပေါ်ခက်ကြမ်းကြမ်းသူ့ညာဘက်လက်ဖနှောင်းနဲ့ဖိထောက်လိုက်တယ်သူ့လက်အချင်းအဆများသွားတာကြောင့်ထူလူကြီးကကတင်ပေါ်ဖင်ထိုင်ကျသွားတယ်ဒီတော့မှစောစောကအတိုင်းလူကြီးနဲ့မျက်နှာချင်းဆိုင်မှာသူ့ခုံကိုတိုးရွှေ့လိုက်ရင်
ကိုလင်းဒီနေ့စောစောပြန်ခဲ့နော်ဘာဖြစ်လို့လဲကွာမင်းရမသွားနဲ့ဆိုရင်တော့ငါမသွားပါဘူးငါကအခုလုံးဝေးကနေဖွားကနေအချိန်ဆိုမင်းနားမှာနေသေးတာပေါ့ရပါတယ်ကိုလင်းရဲ့ကျမနားမှာမင်းနဲ့ညီမလေးရှိနေရပဲရှင်အိမ်ပြန်စောစောပြန်လာဖို့မှာရတာကရှင်ကြိုက်တဲ့ကြက်သားစီပြန်နဲ့စူးပုတ်ရွက်ချိုဟင်းချိုလေးချက်မလို့ပါအေးလေဒါဆိုလေခါတိုင်းစောစောပြန်တာထက်ပိုပြီးတော့စောပြန်ခဲ့ပြီဟုတ်ပြီလားကျုံမိမဘာကိုခက်ဆက်ဆက်လေးတစ်ချက်ရိုက်ပြီးကျုပ်ကဝက်ရှော့ကိုထွက်လာခဲ့လိုက်တယ်လမ်းမှာလေကျုပ်ဘဝရဲ့ပျော်ရွှင်ဖွေနေရများရဲ့အရာတာကိုတစိမ့်စိမ့်ခံစားမိနေတာပေါ့လူတယောက်ရဲ့ဘဝမှာဒီလောက်ပျော်ရွှင်ဖို့ကောင်းတဲ့နေ့ရက်တွင်ရှိလာလိမ့်မယ်လို့ဟိုးရင်တုန်းကကျုံနေနေလေးလောက်မှမတွေးခဲ့မိဘူးအခုလိုကြတော့လေလူဘဝဆိုတာနေလို့ထိုင်လို့အကောင့်သားပါလားလို့ကျုပ်တွေးမိတယ်ဘာဖြစ်လို့လဲမသိဘူးတနေ့လုံးကျုပ်စိတ်ကအင်ကိုပေးရောက်နေတာကျုပ်ဝဲရှော့မှာဒီနေ့ကျမှအလုပ်တွေကလည်းမတရားကြနေတယ်ဒါလေးတစ်မျိုးကောင်းတာပဲမဟုတ်လားကားရစ်ဆိုတစင်းပြီးတစင်းကျုပ်ဝဲရှော့ထဲကိုဟူခနေမောင်းဝင်လာသလိုမျိုးဟေးလာမောင်တို့ဝါဆိုပြီးတွန်းဝင်လာတာမျိုးရောကာကြီးရောကာသေးရောကားလေရောအိုးစုံလို့ပဲကျုပ်လည်းစွတ်ကြည်လေးနဲ့စီကြီးအထက်ပင်နေတဲ့ပစိုးလေးနဲ့ဟိုကားနှိုက်လိုက်ဒီကားနှိုက်လိုက်ပေါ့ဆရာဟိုတရင်ကြပြီလားအောင်မင်းစကားကြောင့်ကျုပ်ကြောင်သွားတယ်ဘာတရင်လေးကွကိုမြောင်ကျော်လေမနေ့ကမြင်းဒီကုန်းမှာကားစီးနေဖြစ်တာဟာဟုတ်လားပြောပါဦးဘာဖြစ်သွားသေးလဲအခုဆေးအောင်ပါဆရာဒဏ်ရာပြင်းနေတဲ့တင်မလားရှင်မလားတော့မပြောတတ်သေးဘူးဖြစ်ရလေကွာကျုပ်စိတ်ထဲမှာတကယ်မကောင်းဖြစ်သွားတယ်အောင်မင်းကဆရာဟိုတကောက်ကသူ့ကဘရိတ်ရှာမလေးဘူးနော်အဲ့ဒါကြောင့်များလားဖြစ်နိုင်တယ်ဒီပေမဲ့ကွာတရင်အသေးချာမသိဘဲနဲ့ပြောနေရင်လည်းအပူပဲဒါမျိုးကတခြားကြောင့်လေဖြစ်နိုင်တာပဲဟုတ်ကဲ့ဆရာကျွန်တော်လည်းဒီမနေ့မှကြားတာဆိုတော့တရင်ကမရေရသေးပါဘူးလွန်ခဲ့တဲ့နာရီပိုင်းလောက်တုန်းကပျော်ရွှင်မှုတွေဘေးနားရောက်သွားမှမသိတော့လှုပ်လဲစားလုပ်တွေအောင်မင်းနဲ့ဖြစ်ထားပြီးကျုပ်ငိုင်းနေမိတယ်ပြီးတော့ကျုပ်ရင်ထဲမှာဘလောင်ခတ်နေတာကျုပ်သိပါတယ်အဲ့ဒီဘရိတ်ဝါရှာကမဟုတ်ဘူးအဲ့ဒီလိုမျိုးမဟုတ်ဘူးကျုပ်မှဒီကိစ္စကိုကြီးပဲတွေးနေမိတယ်ဘေးအကြောင်းတရားကိုမှလွှေပြောင်းတွေးတောယူလို့မရလောက်အောင်ထိပါအဲ့ဒီအချိန်မှာပဲကျုပ်နားလေးကိုအတန်ပေါင်းစုံဝင်လာတယ်ကျုပ်ရှင်းမလေးလူတွေကပြေးလွှားနေကြတယ်မိဟေးမိဆရာအတန်နဲ့အတူကျုပ်တပည့်အောင်မင်းကျုပ်အနားကိုရောက်လာတယ်ကျုပ်ကဘာဖြစ်တာလဲအောင်မင်းဆရာတို့အိမ်သားမှာမီးလောင်နေတယ်ဆရာဟာကျုပ်ထိတ်လိုက်တကြားဖြစ်သွားတယ်ချက်ချင်းပဲကျုပ်မျက်လုံးထဲမှာနေစေးလားစေးနေပြီဖြစ်တဲ့ကျုံမိမကိုမြင်မိလိုက်တယ်အဲ့ဒီနောက်ဝဲရှော့မှာသာသုံးဖို့ထားတဲ့ကျုပ်ရဲ့ကားကိုဆေးထုတ်ပြီးအင်ကိုဒရကျမောင်းထွက်လာခဲ့တယ်ကျုပ်အိမ်နဲ့ဝဲရှော့နဲ့ကတိတ်မဝေးဘူးဆိုပေမဲ့တိတ်ဝေးနေတယ်လို့ထင်ရတယ်လမ်းတွေကိုဝင်လိုက်တယ်ဆိုရင်ပဲပြပန်းခံနေတဲ့လူတွေနဲ့ကောင်းခင်မျက်နှာကျက်မှာမင်းညိုဝင်းတောင်းနေတဲ့မီးညွန့်ကြီးတွေမိကိုမိုင်းလိတ်တွေကိုကျုပ်တွေ့လိုက်ရတယ်ကျုပ်အိမ်ကိုမရောက်ခင်မှာပဲလမ်းပေါ်မှာပြည့်လွှမ်းနေကြတဲ့လူအုပ်တွေကကျုံမိမရဲ့ညီမနဲ့ကျုပ်ရဲ့ခမကြီးကိုဖြတ်ခနဲ့မြင်မိလိုက်တယ်ဒါနဲ့ကျုပ်လေးကားကိုရှက်ပြီးတော့သူတို့ကိုလိုက်ဖမ်းရတယ်အမလေးမောင်လေးဟာငါသမီးကိုကေပါသူအိမ်မှာကျန်ခဲ့တယ်ဒါပဲကျုပ်ရဲ့ခမကြီးကဒီစကားပဲပြောခောက်ခနဲ့လေးကြကမင်းမျောသွားတယ်ဟဲ့ဆိုငုံမနေနဲ့ငါ့ဝရှုပ်ကိုသွားနေငါနေအမကိုတောင်းခေါ်လာအောင်မေစိတ်အေးထားအမေလေးကယူဆိုင်ကျုပ်ခေမကိုအဲ့ဒီလိုပြောပြီးတော့အင်ကိုကားနဲ့ဆမောင်းလာတယ်ကျုပ်ရဲ့အိမ်ရှိကိုရောက်တော့အပကျုပ်အိမ်တစ်ခုလုံးမီးဆွေးနေပြီအိမ်ရှိကစတိုးဆိုင်လေးကိုတော့မိကအခုမှကူးကစားအိမ်ချမ်းဝင်းနဲ့ကြပြကြရကျုပ်ပြေးဝင်သွားလိုက်တယ်ဗမာလေးကျုံမိမဗမာလေးကျုပ်ရင်ခွင်တစ်ခုလုံးပြောင်းဆက်နေပြီကျုပ်ဘေးနားကိုမိဘတွေကြာနေတယ်ကျုပ်တစ်ခုပဲတတိရတယ်အဲ့ဒါကျုံမိမပဲယူမကျုံမိမရဲ့နာမည်ကိုကျုပ်အချိန်ချင်းအထက်အော်ခေါ်နေမိတယ်အဲ့ဒီအချိန်မှာပဲမီးလောင်နေတဲ့အိမ်ထဲကတစုံတစ်ခုကိုကျုပ်ရိတ်ခနဲ့မြင်လိုက်ရတယ်အဲ့ဒီတစုံတစ်ခုဟာတကိုယ်လုံးမီးဆွေးနေတဲ့ကျုံမိမသူမထွက်လာတယ်သူမစူးစမ်းပြီးထွက်လာတယ်သူမတစ်ခုခုနဲ့တိုက်မိပြီးလေးကျသွားတယ်ယူမသူမနောက်တစ်ချိန်ထားဖို့ကြိုးစားတယ်သူမဒရင်တိုင်နဲ့ထလာတယ်နောက်ထပ်သူမလေးကျပြန်တယ်ယူမနောက်တစ်ချိန်ထားဖို့အာယူတယ်ပြီးတော့သူမခန္ဓာကိုယ်ငြိမ်သက်ယူမမိဘတွေလူတွေအရှိတ်တွေကိုမြောက်အောင်ကြောရင်သွေးလေးမိကိုနဲ့အတန်တွေမျက်ရည်တွေကြံတကားတွေစက်သားစီပြန်တွေယူမသူငင်ကလေးထိုင်နေတယ်နံပါတ်16ကတော့ကတင်ပေါ်ကထိုင်ရင်တယောက်တည်းစကားတွတ်ပြောရင်းနဲ့ကြံခဲ့တယ်သူကတင်ကိုပြန်ရောက်ကလေးကသူငင်လေးထိုင်နေတယ်နံပါတ်16စီကဖိတ်ခွာလာပြီးကလေးကသူငင်လေးထိုင်နေခဲ့ပါတယ်သူမောလျာနေတာကိုသူ့ဘာသာသူပြန်သိတယ်ဒီအတိုင်းခ
ခဏလောက်နေမိလျင်တော့သူ့ရဲ့ပင်ပန်းမှုတွေတဖြည်းဖြည်းချင်းပျောက်ကွယ်သွားလိမ့်မယ်။သူငြိမ်သက်နေတယ်။1 မိနစ်2 မိနစ်3 မိနစ်10 မိနစ်လောက်ရောက်တဲ့အခါသူပြန်ပြီးတော့လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။အခန်းထဲကသူမထိတွေ့ရသေးတဲ့လူများထံသူ့အကြီးကရောက်သွားတယ်။သူ့ကတင်ကနေရှေ့တွက်လျင်လျှောက်ဘက်က3 လုံးမြောက်ကတင်ပိုင်ရှင်ထံမှာသူ့မျက်လုံးတွေကရက်တန့်သွားတယ်။အသက်15 နှစ်လောက်သာရှိလျုံမိအတော်ကလေးပိန်ပြီးအတော်ကလေးအရက်ရှိသည့်ကတင်ပေါ်မှာမနေပင်တမန်တလင်းပေါ်ထိုင်ပြီးတော့ပုံဆွေးနေတဲ့ကောင်လေးသူ့နှခမ်းဖြားမှာကောင်လေးကိုကြည့်ပြီးတောက်ပွားတဲ့ပြုံတစ်ခုလက်သွားတယ်။စိတ်လက်ပေါ်ပါစွာပင်ထိုကောင်လေးစီကိုသူလျှောက်သွားတယ်။ကောင်လေးနာကိုရောက်တော့ပုံဆွေးနေသည့်ကောင်လေးကသူ့ကိုမောကြည့်တယ်။အကြီးကပကတိအဖြူရောင်ကောင်လေးဘေးမှာသူဝင်ထားလိုက်တယ်။ကောင်လေးကဘာမှမထူးဆန်းသလိုနဲ့ငကိုကအတိုင်းကြမ်းပြန့်ပေါ်မှာကြောက်ခေးတစားနဲ့ပုံတွေချစ်ဆွေးနေတယ်။သူ့ကိုကြည့်လိုက်တော့ဘာပုံညာပုံလို့တီတီကြကြရေးရေးရရမသိမြင်နိုင်သောပုံများဖြစ်တယ်။ကောင်လေးရဲ့နဖူးပြင်ပေါ်သူ့ညာလန်းနဲ့အသားအရာဖိစမ်းကြည့်လိုက်တယ်။ဟမ်သူ့အာယုံထဲမှာဘာမှမပေါ်လာမဟုတ်သေးပါဘူးဆိုပြီးကောင်လေးနဖူးပြင်ပေါ်ကသူ့လက်ကိုအသားအားထိတ်ကအာယုံခံကြည့်ဖို့ကြိုးစားမိပြန်တယ်။ဟမ်တကယ်ကိုသူ့အာယုံထဲကောင်လေးရဲ့အသီးစိတ်တွေတခုမှပြုတ်ကြမလားပါ။တေးကြအောင်သူနောက်တစ်ခေါက်ထပ်ဆန်းမိပြန်တယ်။သူအဲ့ဒီလိုဆန်းနေချိန်မှာကောင်လေးအားကြောက်ခေးစားနဲ့ကြံပြင့်ပေါ်ပုံမဆွေးတော့ပဲငြိမ်နေတယ်။ပြီးတော့ရှုံးနေအောင်တေးချပြီးလွတ်မသွားအောင်တတိထားပြီးတော့သူထပ်ဆန်းလိုက်တယ်။နောက်ဆုံးတော့သူ့အဖြေကိုသိလိုက်ရတယ်။အခုကောင်လေးကမွေးရပါစိတ်ရောဂါဆွေးကပ်ခံရသူလေးဖြစ်တယ်။ဒါကြောင့်ကောင်လေးကိုအရင်နံပါတ်3နဲ့နံပါတ်16တို့လိုအာယုံခံကြည့်လို့မရတာဖြစ်ပါတယ်။ကောင်လေးနဖူးပြင်ပေါ်ကသူ့လက်ကိုအသားအရာဖေးရှားလိုက်တယ်။ဒီတော့မှကောင်လေးကကြံပြင့်ပေါ်မှာအမြေဖော်မပြနိုင်တဲ့ပုံတွေကိုဆက်ချစ်ဆွေးမြေဆွေးနေပြန်ပါတယ်။ကောင်လေးနာကမထခင်ကောင်လေးရင်ဘတ်ပေါ်ကနံပါတ်ကိုသူကြည့်ဖြစ်အောင်ကြည့်ဖြစ်သေးတယ်။ကောင်လေးကနံပါတ်30အခန်းထဲမှာရှိတဲ့လူတိုင်းကကိုယ်ခံစားမှုနဲ့ကိုလွတ်လပ်စွာနေထိုင်နေကြတယ်။နံပါတ်3ကစောစောပိုင်းကတခန်းလုံးကရှိသမျှလူအလုံးထက်အတန်ကြီးလောင်စွာဝူဝါဝါအော်ဟစ်နေခဲ့သလောက်အခုတော့လေသူမဟုတ်သလိုနှိမ့်ချိုက်စွာအိမ်မောကြနေပြီဖြစ်တယ်။ဒါကနံပါတ်3အနေနဲ့လှုပ်လေးလှုပ်ထားရှိသောကိစ္စလေးဖြစ်ပါတယ်။နံပါတ်16ကတော့နံပါတ်24နဲ့စကားတွေသွားပြောနေတယ်။အမှန်တော့နံပါတ်16ကကြီးတွတ်ပြောနေတာဖြစ်တယ်။ငါ့ကိုကြံတကားပေးအောင်အင်ဒရာကျော်စင်ကငါမိမအဲ့ဒီလိုမျိုးတောင်စင်ရင်မြစကားတွေကိုပြောချင်းဖြစ်ပြီးနားထောင်သူနံပါတ်24မှာဒီအခန်းထဲတွင်အပြောင်းလဲအမြန်ဆုံးဖြစ်တယ်။နံပါတ်24မှာအကျန်အခန်းထဲရှိလူများနဲ့အရန်ရောနှောလာသည်မဟုတ်ပါ။နံပါတ်16တယောက်သာအနာကခံနေသူတို့ကနံပါတ်အကြီးချင်းမဟုတ်လား။ဒါတော့နံပါတ်24ကစိတ်လိုလက်ရောက်ရှိမှသာနံပါတ်16ပြောသမျှစကားတိုင်းနားထောင်ပေးတတ်တာဖြစ်တယ်။ဒီပုံတိုင်းဆိုရင်နံပါတ်24ကစိတ်တည်နေပုံရပါတယ်။သို့တော့ဘယ်အချိန်ထဖောက်မင်းမပြောတတ်နံပါတ်24ကျန်းလျင်ဒီအခန်းကိုဆောင်ရှောက်တဲ့မင်းနက်တွေကဝင်ထိန်မှရတယ်။နံပါတ်10ကတော့စောစောကအတိုင်းတမန်တလေးကျန်းပြည့်ပေါ်မှာဘာမှမသိတဲ့ပုံတွေကိုထိုင်ဆွေးနေတုံးမှာနံပါတ်10ကလည်းအချိန်ပြည့်လို့သူ့ကလုံးနဲ့သူရှုပ်နေတတ်ပါတယ်။တခါတလေဒီလိုပင်ပုံတွေထိုင်ဆွေးနေပြီးတခါတလေဒုတ်ချောင်းဖြစ်ဖြစ်စက်ကူလေးတစ်ခုဖြစ်ဖြစ်ခမမအချောင်းတစ်ခုပါစက်သေးကဆေးလိုက်တော့တယ်လို့မိကိုတွေကိုမှုတ်ထုတ်ဟန်စတိုင်ထုတ်နေပြန်သေးတယ်။ပြီးတော့နံပါတ်10ကဆက်ဆံရေးကောင်းနေနံပါတ်10ဆိုရင်ကဒီတစ်ခါလုံးကချစ်ကြတယ်နံပါတ်24ကတော့ချွင်းချက်ဖြစ်တယ်နံပါတ်10ကနံပါတ်24ကိုတော့ကြောက်ပါတယ်နံပါတ်9သူ့လက်ရဘက်တခုံကျော်မှနေတဲ့နံပါတ်9ကိုလှမ်းမြင်တော့သူ့ကောင်းထဲအကြံတစ်ခုဝင်ရောက်လာတယ်သူနံပါတ်9ကိုမတွေ့ဆုံရသေးဘူးမဟုတ်လားဒီအခန်းလေးကိုသူဝင်လာစဉ်ကလေးကနံပါတ်9ကကတင်ပေါ်မှာတစောင်းလေးလှေးလို့ပါအခုလေထိုအတိုင်းသို့တော်နံပါတ်9မျက်လုံးတွေကရီရီဝေဝေနဲ့ကြေကွေးမှုတွေပြည့်နေနေသလားလို့နံပါတ်9စီကိုရှောက်သွားတဲ့အခါသူတွေးမိလိုက်တယ်နံပါတ်9ကအသက်35နှစ်ကအသက်40ကျော်ရှိမယ်လို့ထင်ရတယ်နံပါတ်9မျက်နှာက ready ဒီရရုံမျိုးဖြစ်ကအမြဲတမ်းညှို့မိုင်းနေသည့်မျက်လုံးတစ်စုံကိုပိုင်ဆိုင်ထားပါတယ်သူကနံပါတ်9ကိုပြောင်းပြလိုက်တယ်ကျွန်တော်မယုံနိုင်ဘူးဗျာနံပါတ်9ကသူ့ကိုပြောလိုက်တာဖြစ်ပြီးသူကတော့ညာဘက်လက်ကိုဖြည်းဖြည်းချင်းနံပါတ်9ခန္ဓာကိုယ်ပေါ်မှာတင်လိုက်တယ်သူတို့ကကျွန်တော်ဒီအတိုင်းပြစ်ထားကြတယ်သူညာဘက်လက်ကထိုရန်ဒီယန်လူရဲ့နဖူးပြပေါ်ကိုတီတီကြကြဖိစမ်းမိတဲ့အချိန်မှာနံပါတ်9ကပြောလိုက်ခြင်းဖြစ်ပါတယ်သူကနံပါတ်9ကိုပြုံးပြရင်ကျွန်တော်ကအချားမြင်ရနေသူပါနံပါတ်9အပြူစားကန်နှလုံးသားနဲ့အတူသိဆက်ဖို့ဆိုလို့ခက်ညက်ညက်ကပြားတစ်ပုတ်ပဲရှိတော့တယ်
လက်ဖက်ဆိုင်ပြင်ဘက်ကမြင်နေရတဲ့မြင်ကွင်းကကိုနဲ့ရင်းနှီးအသားကျပြီးသားဖြစ်ပေမယ့်အခုချိန်ထိကိုတက်မှန်းမိနေတော့မှလမ်းမပေါ်မှာဥဒုဟိုသွားလာနေကြတဲ့လူများမော်တော်ကားများကိုထိုင်သည့်လက်ဖက်ရည်ဆိုင်မှကြည့်လျင်ညဘက်မျက်စောင်းထိုးမှရှိနေတဲ့ဘီယာနဲ့တွင်ဖွင့်ထားတဲ့စားတောက်ဆိုင်အယောင်တွေအရှိတ်တွေအနက်အသက်တွေဘာပဲဖြစ်ဖြစ်ကိုဒီနေရာလေးကိုချစ်ပါတယ်ကိုလိုမျိုးလွတ်လွတ်လပ်လပ်နေခြင်းသောလူငယ်တယောက်အတွက်ဒီနေရာလေးကတင့်တော်ပါတယ်ဒီနေရာလေးနဲ့မလန်မကန့်တဲ့နေရာမှာကိုနေထိုင်ရအိမ်ရှိတယ်အိမ်မှာကို့အဖေရှိမေကို့မမေကတော့မရှိတော့ကို့ညီရှိမေကို့အမရှိမေဒီနေရာစနေနေ့ဆိုတော့အစိုးရရုံးမှာလုပ်တဲ့အဖေနဲ့အမလေးအိမ်မှာတရချာရှိလိမ့်မယ်ကိုကသာအကြောင်းပြီးကလေးကဘာလို့မှရေရမလုပ်ကင်ပြီးဒီနေရာကလေးမှာအမြဲတမ်းလိုရှိနေတတ်ပါတယ်ကိုဒီလက်ဖက်ရည်ဆိုင်တစ်ဆိုင်လုံးကရင်းရင်းနေတီကျွမ်းနေပြီတခါတလေကိုဒီနေရာလေးမှာတယောက်တည်းစာအုပ်တုပ်ကိုငြိမ်သက်စွာဖက်ရှုနေတတ်တယ်တခါတလေကျတော့ကိုနားမှာကိုတငယ်ချင်းကိုမိတ်ဆွေအပေါင်းအသင်းတွေတဝုံဝုံရှိနေတတ်တယ်တခါတလေကျတော့လေကိုနဲ့အတူကိုအဖေကိုညီစသဖြင့်အင်္ဂါတရားရောက်ရှိနေတတ်တယ်တခါတလေကျပြန်တော့လေအခုလိုပဲစာအုပ်လေးမပါအဖော်လေးမရှိပဲကိုတယောက်တည်းတောင်ငယ်မြောက်ငယ်ဟိုတွေးဒီတွေရှိနေပြန်ရဟဲ့ကောင်ကြီးဘာတွေတယောက်တည်းငေးတွေးနေရလဲတူဝင်းကမေးပြီးချင်းကိုဘေကခုံလို့တစ်ခုမှဝင်ထိုင်နေဘာမှမဟုတ်ပါဘူးကွာဒီလိုပါပဲတူဝင်းကိုကြည့်ရင်ကိုပြန်ဖြေလိုက်တယ်တူဝင်းကမင်းလေတနေ့ဒီနေရာမှာပဲအချိန်ကုန်လာပြီနော်တွင်တူအောင်ငါကဘေကိုမှသွားချင်စိမ့်မရှိတာမင်းသိတာပဲတူဝင်းရအေးပါမင်းကအခြားသူတွေနဲ့မှမတူတာဘာမတူလို့လဲတူဝင်းပြောပါဦးကိုကတူဝင်းကိုအန်အားတက်မေးလိုက်တယ်အော်ဒီလိုပါမင်းကငါတို့လိုဘောလုံးကန်တာတို့ဘောလုံးပေးကြည့်တာတို့ချင်းခတ်တာတို့နောက်ပြီးတော့ချက်ထိုးတာတို့ဂီတာတီးတာတို့လည်းဝါသနာပါမှမဟုတ်တာအဲ့ဒါကိုပြောတာတူဝင်းကမောသွားပုံရတယ်ဆိုင်တဲကစပွေးထိုးလေးတယောက်ကိုလှမ်းခေါ်ပြီးငါ့ကိုပါဝါပလင်တစ်လုံးပေးစမ်းကွာမင်းတို့ဆိုင်တဲငါရောက်တာကြားလာပြီတခေါင်းတောင်လာမမေးဘူးကိုကတူဝင်းဖြစ်နေပုံကိုကြည့်ရင်ရှိမိတယ်မင်းတို့ဘောလုံးကန်နေဆိုတဲ့ကောင်တွေကစကားလေးနည်းနည်းပြောပြီးဒီလိုပဲမောကြတာပဲလားအဲ့ဒါဆိုငါဘောလုံးမကန်တာမှန်သွားပြီဖြီဟာဒီကောင်အေးပလင်းရောက်ချင်းအငန်းမြငုတ်ဆုပ်တောင်းနေတဲ့တူဝင်းကိုစကားကိုပြန်ပြောမယ်လို့ပါဇက်တီကပိုင်းနဲ့အရှင်ဆုံးခလုတ်တိုက်သွားပုံမှာစောစောလေးကထပ်ပို့ပြီးတော့ရည်ကျင်စရာကောင်းပါတယ်ပြောစရာရှင်လေဖြည်းဖြည်းပြောပါငါကောင်ရငါထွက်မပြေးပါဘူးဒီတခါတော့တူဝင်းကိုယ်တိုင်ရှက်ရည်လေးရှိလိုက်တယ်ပြီးတော့တင်တူအောင်မင်းနဲ့တော့ခတ်ပြီအဲ့ဒီလိုမျိုးအတိတ်ပဲမရရတော့စကားကိုသူ့ဘာသာသူပြောနေတယ်ဘာခတ်တာလဲလှူစမ်းပါဦးမင်းစကားတော်ပြီတွင်တူအောင်ငါဘာမှမပြောတော့ထားလိုက်တော့အခုအေးပလင်းကိုအေးတောက်ပြစီအောင်ကိုကထက်မှန်ကရှီမောပြစ်လိုက်တယ်ကိုရှီမောလိုက်မိပါတယ်နောက်ကိုကအဲ့ဒီတော့အင်တာတီးကမင်းဘလို့ထွက်လာလဲကိုမိုးကမျက်နှာကိုရှုံမေးလုပ်နေရင်ငါလည်းအင်တာနက်ကြီးကိုတော်တော်ခံရတယ်ကွာအေးပေါ့အင်တာနက်ပိတ်မိနေတော့ဒီကောင်အင်တာနက်ခံရမှာပေါ့တက်နိုင်ကကိုမိုးကိုကြီးကပြောတယ်တူဝင်းကလည်းအဲ့ဒီတော့အဖြစ်မျိုးကရှားပါတယ်မင်းကြားမှာပဲဖြစ်တော့တယ်ဟာငါကပြန်ရောက်ပြီးဆိုရင်အဲ့ဒီလိုပဲကွာအိမ်သားခဏသွားကြည့်နေရကုမိုးရဲ့ဖြစ်ကရည်စရာလေးကောင်းတနာစရာလေးကောင်းဖြစ်နေတယ်မိတ်ဆောင်စားပွဲတစ်ခုကိုသွားရအခမ်းအနားမစခင်မှာနောက်ကျောင်းရှင်းအောင်အိမ်သားဝင်တတ်တယ်ဖြစ်ချင်တော့သူတက်ပြီးလို့ထွက်မရလို့အိမ်သားတကားကဖွင့်မရတော့တကားကဘူးနေပြီးလောချရတော့မျိုးအစားမျိုးကိုမိုးကအစာပိုင်းမှာတော့လူသိမှဆိုလို့တယောက်တည်းကြိတ်ဖွင့်နေပါတယ်သို့တော်မရကြာတော့ကိုမိုးလိုပဲနောက်ကျောင်းရှင်းမေးသူတွေရောက်လာတဲ့အခါအထင်းမှာကိုမိုးအဖြစ်ကိုတီးသွားကြတယ်နေပါအောင်မင်းရဲ့အိမ်သားတွေကဘလို့ပြန်ထွက်လာလဲဟာအဲ့ဒီမှာကအိမ်သားနှလုံးရှိရတော့မှအပြင်မှာလူတွေကပြည့်နေပြီကွာကို့အမေကိုမိုးကမစီမဆိုင်တွေပြောပြီးဖြစ်နေပါတယ်ဒီကောင်ကဒီလိုအပြင်ကလူတွေကရောမင်းကိုမကူညီကြဘူးလားတက်နိုင်ကဖြံမေးပြန်နေအပြင်ကလူတွေကလည်းတက်တလားမှတ်တလားကူညီကြပါတယ်ကွာတကားကမှမပွင့်တာကိုမိုးပြောပြီးတော့သူ့နှာခေါင်းကိုသူပွတ်နေတယ်ပုံစံကြည့်ရတာအခုချက်ချင်းသူ့နှာခေါင်းကအိမ်သားနဲ့ရလာသလိုလိုသူတို့တက်တလားမှတ်တလားကူညီလေးဆိုတော့ဘလူးကူညီတာလေးကိုမိုးတူဝင်ကထုံးစံအတိုင်းပြောတယ်ဒီလိုပါအဲ့ဒီတရားလူအချို့ကသူတို့မှပါတဲ့တော့တွေထုတ်ပြီးတော့ရလို့ရညာထုတ်ပွင့်ကြည့်ကြတယ်တချို့ကလည်းတကားကိုဖြတ်ပြစ်ဖို့အတွက်အကြံပြုတယ်တချို့ကျတော့လည်းတာဝန်ရှိသူတရားရောက်ချပြီးတော့ဖွင့်ခိုင်ဖို့ပြောကြတယ်အိုးအဆုံးပါပဲကွာအေးမင်းနောက်ဆုံးပြင်ကိုဘလို့ထွက်ခဲ့ရလဲဒီတခါကိုမိုးကိုခတ်မှလေးမေးလိုက်တယ်တကယ်တည်းမိကုန်းတစ်ခုကိုဘယ်နှခါမေးမှဒီကောင်ဖြစ်မလဲမသိဘူးဟင်းတကယ်တော့အဲ့ဒီတကားမျိုးကဆွေးဖွင့်ရတာကွာ
ငါကတွန်းဖွင့်နေတော့ဘေးပွင့်ပါမလဲတေးပါတော့ကိုမိုးရကိုမိုးကိုတင်နိုင်တဲ့တူဝင်ကဝိုင်းဆေးကြပါတယ်ကိုကသာဟဲ့အောင်ကိုမိုးမင်းရဲ့အိမ်သားဘေးမှာအိမ်သားတစ်လုံးရှိသေးရဲ့နော်အေးလေဘာဖြစ်လို့လဲမင်းအိမ်သားတကားကအဲ့ဒီအိမ်သားလိုပဲမဟုတ်လားအေးဟုတ်တယ်ကိုတခုစဉ်းစားမိသွားတယ်ပြီးတော့အဲ့ဒီတခုကိုပြောလိုက်တယ်အဲ့ဒါဆိုအဲ့ဒီအိမ်သားတကားလိုမျိုးဖွင့်ရမေးဆိုတာအပြင်ကလူတွေကမသိကြဘူးလားမင်းပြောတာဟုတ်တယ်တွင်တူအောင်ငါအပါဝင်အဲ့ဒီလူတွေအားလုံးထောင်မစင်းစားမိဘူးငါကတော့ငါဘာသာငါကြောက်တာပဲကွာအပြင်ကလူတွေတီးသွားတော့ငါကပိုကြောက်ပြီးတော့ဖွင့်ပေးပါလို့အတင်းអော်တော့အဲ့ဒီလူတွေကလည်းပြပြီးတော့မင်းပြောတဲ့အချက်ကိုမစင်းစားမိကြတော့တာပဲဟာအဲ့ဒါမဖြစ်နိုင်တာပဲကွာတင်နိုင်ကမယုံကြည်သောမျက်လုံးများနဲ့ကြည့်တာပြောတယ်တွင်ဝင်ကတော့လုံးဝဖြစ်နိုင်တယ်တင်နိုင်ဘာဆိုင်လို့လဲတွင်ဝင်ရကိုတွင်ဝင်ကိုချက်ချင်းပြန်မေးလိုက်တယ်တွင်ဝင်ဖြေလိုက်တဲ့အဖြေကကိုတို့အားလုံးကိုအတွေ့အထိမှနေဝင်သွားစေတယ်ဒီလိုကွာလူတွေကကိစ္စတစ်ခုပြဿနာတစ်ခုနဲ့ကြုံရပြီဆိုရင်သူတို့မှဖြစ်ပေါ်လာတဲ့ခံစားချက်သူတို့ရဲ့သိမှုလူရင်းဆန္ဒစတဲ့များပြားလာတဲ့တက်ရောက်မှုအဖက်တွေအခြေခံကြတွေးခေါ်တတ်တဲ့အသည့်တွေကပျောက်ဆုံးသွားတဲ့ကြတယ်တချို့ကိစ္စတွေကအဲ့ဒီအခြေခံတွေးခေါ်တွေနဲ့မှဖြည့်ရှင်းလို့ရတာအခုကိစ္စလိုပေါ့ကွာဒီတခါတော့ကိုတငယ်ချင်းတဝင်းကတကယ်ပညာတတ်ကြီးပုံစံပေါက်နေတယ်လို့ထင်လိုက်မိတယ်ဘာပဲဖြစ်ဖြစ်ဒီလိုတွေးတဲ့တဝင်းကိုလေးစားမိပါတယ်ဒီနေ့မနေ့ကိုလက်ဖက်ရည်ဆိုင်ကိုရောက်တဲ့အခါကိုထိုင်နေကြနေရာလေးမှာအခြားသူတွေထိုင်နေတာကိုမြင်ခဲ့ရတယ်ပထမတော့ခုံလုံးတစ်ခုမှဝင်ထိုင်ပြီးကိုနေရာလေးလွတ်တော်မှဝင်ထိုင်ဖို့စိတ်ကူးသေးတယ်အရင်ကလေကိုနေရာလေးမှာအခြားသူရှိနေလျင်ကိုဒီလိုဆုံးဖြတ်နေကြမဟုတ်လားဒါပေမဲ့ဒီနေ့တော့ကိုကထိုစိတ်ကူးကိုညှင်းပယ်လိုက်တယ်ဒီလက်ဖက်ရည်ဆိုင်ကလေးနဲ့မလှမ်းမကန့်မှရှိနေတဲ့အကစားကွင်းဘက်ကိုသွားဖို့အတွက်ခြေလမ်းပြန်လိုက်တယ်အဲ့ဒီမှာတူဝင်တို့တင်နိုင်တို့အားလုံးဒီမနေ့ဘောလုံးချင်းပွေးတပွေးရှိတယ်မဟုတ်လားဒီကောင်တွေကပြီးတော့မှဒီကောင်တွေနဲ့အတူတူလက်ဖက်ရည်ဆိုင်ကိုပြန်လာထိုင်ပြီးဘောလုံးကွင်းဘက်ကိုမသွားခင်လက်ဖက်ရည်ဆိုင်ကကိုနဲ့တီတွန်းပြီးသားစပွေးထိုးကလေးတယောက်ကိုလှမ်းခေါ်ကတနင်္လာအတွင်းငါပြန်လာခဲ့ပြီငါနေရာလေးလူရှင်းရင်ဘယ်သူမှမထိုင်စင်းနဲ့တော့စိတ်ချကိုကြီးအဲ့ဒီလိုစပွေးထိုးလေးကပြန်ဖြေတယ်ဒီလိုနဲ့တချင်းလေးတစ်ပုတ်ကိုလေချုံရင်တငယ်ချင်းတွေစီကိုထွက်လာခဲ့ပါတယ်အကစားကွင်းကလူနေကျေးပါတဲ့နေရာမှာဆောက်လုပ်ထားတာကြောင့်ကိုရှောင်းနေတော့လမ်းတစ်လျှောက်မှာတိတ်ဆိတ်နေလေတယ်လမ်းဘေးဝဲရမှာရှေးရတဲ့အပင်ကြီးများရှိနေသဖြင့်ရှောင်းနေရင်ကိုယ်စိတ်ထဲမှာကြီးနူးလို့လာတယ်အပင်ကြီးများပေါ်မှာတိုက်ဖွေပြီးတော့နားခုနေကြတဲ့ငှက်ကလေးများရဲ့အတန်ဆာဆာလေးများကိုကြားရသည်မှာရင်ခွင်ကိုအေးမြသွားစေတယ်ဖက်ရုတ်တရက်လေးမတိုက်ပါဘဲနဲ့ကိုယ်ကောင်ကစပင်အချုပ်အဟုန်တစ်ခုကြောင့်ဖွာကြီးသွားတယ်ဟင်ကိုကဘေးပညာကိုကြည့်လိုက်တယ်ဘာမှမတွေ့ရအပေါ်ကိုမောကြည့်တယ်မထူးကြကိုအောက်ဘက်ကိုကြည့်မိမှပဲအဖြေကိုသိရတယ်ဘေးနေရာကလွင်းလာလည်းမသိဘူးကိုကောင်းကိုဝင်တိုက်ပြီးတော့ပြတ်ကျသွားတယ်စက်ကူဝေးဆောင်လေးကိုငုံကောက်လိုက်စင်ပါပဲဟေးသူများပစ္စည်းကိုဘာလုပ်တာလဲအတန်ကတေးသေးဆူဆူကလေးအဲ့ဒီအတန်ပိုင်ရှင်စီကိုဖြက်ခနေမောကြည့်မိလိုက်တယ်ကိုတကားမှမမြင်ဘူးခဲ့တယ်ကောင်မလေးတယောက်ကိုတွေ့လိုက်ရတယ်ကိုရင်ထဲမှာဘာဖြစ်သွားတယ်မဆိုနိုင်ဘူးတခုခုတော့ဖြစ်သွားတယ်အဲ့ဒီတခုခုကကိုရင်ပြန်ရောက်သွားတော့ပို့ပြီးတော့တေချာသွားတယ်။အော်ဒါမင်းပစ္စည်းလား။အဲ့ဒါဆိုရော့ယူလေ။ကိုကလက်ထဲကစက်ကူဝေးစုံလေးကိုသူမထံကိုကမ်းပြလိုက်တယ်။သူမလှည့်ယူမယ်အလုပ်။နေဦးလေအဲ့ဒီလိုလွယ်နဲ့ဘေးရလိမ့်မလဲ။ငကိုကလေးကတင်ထားတဲ့သူမမျက်နှာကရှက်စိတ်ကြောင့်နီးရဲသွားတယ်။ကိုကသူမကိုပြုံးစားစားနဲ့ကြည့်နေတယ်။ရှင်တော့ဘာလုပ်တာလဲ။မင်းကတော့တောင်းဝင်ရမယ်။သူမမျက်လုံးလေးကပြူးကျသွားတယ်။ကိုစိတ်ရှုပ်ထွေးတဲ့အကြည့်နဲ့ကြည့်တယ်။ဘာရှင်ရှင်းရမှာမလို့တောင်းပန်ရမှာလေမင်းပြလိုက်တဲ့ဒီစက်ကူဆောင်ကငါစီကိုထိသွားလေနောက်ပြီးတော့မင်းကတခိုးလို့ထင်နေတယ်ရှင်ဘာပြောနေရလဲကျမဘာမှမသိဘူးသူမကိုစကားကြောင့်အောင်တက်တက်ဖြစ်သွားပုံရတယ်ကိုသူမကိုမခုမခဲပြုံးပြလိုက်ပြီးမင်းရဲ့ဟောဒီစက်ကူဆောင်ကြောင့်ငါလန့်သွားတယ်ပြီးတော့ငါ့ကိုသူများပစ္စည်းယူတဲ့လူလို့မင်းအောင်ဆွဆွဲတယ်အဲ့ဒီအတွက်မင်းကတောင်းပန်ရမယ်အောင်မဲရှင့်ဘာဖြစ်လို့တောင်းမရမှာလဲဝေးသည်သူမအတွင်ကတကယ့်ကိုကျုံဝိုင်းထိပ်ကိုရောက်နေသည့်ချစ်သေးမလေးပဲလို့ကိုတွေးလိုက်တယ်မင်းမတောင်းမရင်ငါလက်ထဲကဒီစက်ကူစုံကိုငါဖြစ်ပြလိုက်မယ်ကိုသူမကိုခဏညစ်လေးပြောချလိုက်တယ်ရှင်မနစ်ပန်းနဲ့နော်ရှင်ကိုဒီစက်ကူစုံလေးမှန်တာနဲ့ပဲဖြစ်နေလိုက်တာလူပုံကပြောဖက်ဖက်နဲ့ဒီအမတီလို့ပြောမိတာကိုလေတခိုးဆွဆွဲတယ်လေပါလေးနဲ့ဒီတခါကိုအောင်တက်တက်ဖြစ်သွားတယ်မင်းကတောင်းမှန်တာလားအပြစ်တင်နေရလားရှင်ကြားတဲ့အတိုင်းပဲ
သူမနဲ့ရန်စကားတွေပြောရတာကိုဘာကြောင့်မှမသိကိုပြောနေမိတယ်ကဲဒါဆိုမင်းလည်းဒီလိုစက်ကူစုပ်တွေ့ရတဲ့အတွက်ဘာလို့ငါနဲ့ရန်ဖြစ်နေရလဲဒါစက်ကူစုံမဟုတ်ဘူးရှင်ဝေးစွန်နော်ရှင်တေချာမှတ်ထားကျမပစ္စည်းဆိုဘေးပစ္စည်းမှသူများယူတာမကြိုက်ဘူးပစ္စည်းပြည့်ရင်ပေါ်တောင်ဆိုသေးကိုသူမကိုကြည့်ရတာတနာစိတ်ဝင်လာမိတယ်ကြည်စမ်းပါဦးသူပစ္စည်းသူအတင်းပြန်တောင်းနေတဲ့ချစ်စပွဲကောင်းပါလေကိုမျက်နှာပေါ်ကမထီထီဟန်တွေကိုကိုပြန်ခွာချပစ်လိုက်တယ်အဒီနောက်ကိုလက်ထဲကသူမရဲ့စက်ကူစုံလေးကိုညင်သာစွာသူမလက်ထဲထိပ်ပေးလိုက်တယ်ကိုကပဲတောင်းပန်ပါတယ်ဒီစကားကိုကတန်တန်စီစဉ်ပြောခဲ့ပြီးကိုလန်းကိုဆက်လျှောက်လာခဲ့တယ်။ကောင်မလေးယောက်ကိုနားမလည်သလိုငေးရင်းနဲ့ကြံခဲ့ပါတယ်။သူမလက်ထဲမှာတော့စက်ကူစုံလေး။ကိုအဲ့ဒီနေကတငယ်ချင်းတွေကိုကောင်မလေးအကြောင်းမပြောပြဖြစ်ပါ။ပြီးတော့လက်ဖက်ရည်ဆိုင်မှာတိတ်မထိုင်ပြီးအင်ကိုစောပြန်ခဲ့တယ်။ဘာဖြစ်ရဲ့ကောင်မလေးကိုတော့ကိုမင်းမရနိုင်ပြီးရှိနေသည်မှာတေချာလုံးနေတယ်။ကို့အခန်းတီကိုပြန်ရောက်တော့အဲ့ရပေါ်မှာလေးကသူမမျက်နှာကလေးကိုမြင်အောင်နေမိတယ်။နောက်သူမရဲ့အတန်ဆူဆူကလေးအဲ့ဒီနောက်သူမရဲ့တတောင်တောင်နဲ့အခန်းတကားခောက်တန်းကြောင့်ကို့အတွေးတွေကကျိုးပြက်ဆုံးလို့လွင့်စင်သွားရတယ်။ဟေးသင်တူအောင်ခဏထွက်ခဲ့အောင်နင်းရောဖေကခေါ်ခန်းလိုက်တယ်။ဟုတ်ကဲ့လာပြီးမမထူးထူးခြားခြားဘာများပါလဲလို့ကိုတွေးမိတယ်။အဖေကတာမန်အချိန်ဆိုဒီလိုခေါ်လေးခေါ်ထားမရှိအေကန်တီကကိုထွက်လာခဲ့တယ်။အဖေနဲ့မမကစကားပြောနေတယ်။ကိုမြင်တော့သူတို့နှစ်ယောက်စလုံးပြောလက်စစကားကိုရှက်ပြစ်လိုက်တယ်။လာတာထိုင်ပါအောင်ကွ။အဖေကညင်ညင်သာသာပြုံးပြကပြောတယ်။တောက်အဖေဒါရက်ပဲပြောရမယ်ကွာ။ကိုကလည်းအဲ့ဒါမျိုးကိုမှသဘောကျတယ်။ဘာမှမသိစောင့်မျှော်နေရတာနဲ့နှိုင်းရှင်းလျင်အခုလိုဒါရက်ပြောတာကပိုကောင်းတယ်။သို့တော့အဖေဘာပြောမှလဲကိုလုံးဝမသိ။တောင်းမလေးရှားသွားလို့ရမယ်။အဖေကအင်အားတင်းတင်းကြည့်မိတယ်။ဘယ်တော့သွားမှလဲအဖေ။မဟုတ်ပါဘူးကွာ။တာသဘောတူမှအဖေတို့ကလှုပ်မှာပါ။နေဘာမှလုပ်စရာမလိုပါဘူးတင်ထူအောင်ငါတီတွေအများကြီးရှိတယ်အမကအားတက်တယ်ရောနဲ့ဝင်ပြောတယ်အဖေကအခုချက်ချင်းမင်းမသွားရသေးပါဘူးသားရဒီမှာလုပ်စရာရှိတာတွေလုပ်ရမှာနဲ့အနည်းဆုံး၈လလောက်တော့ကြာအောင်ပါတာသွားပါမယ်အဖေဘာဖြစ်အတွေ့အကြုံရတာပေါ့တာလည်းအိတ်လိုက်စားလိုက်လုပ်နေတာကြာနေပြီပဲဒီဆိုလို့တော့ငါမောင်ကကိုတီးသားပဲအမကကိုနှိပ်ကွက်တယ်အဲ့ဒီအချိန်မှာပဲကိုသူမကိုတတိယလိုက်တယ်ပြီးတော့သူမလက်ထဲကစက်ကူဝေးဆောင်ကလေးကိုအလိုမောလာသလားအောက်မိနေမိပါတယ်အဲ့ဒါဆိုအဲ့ဒီကောင်မလေးနဲ့မင်းနဲ့စက်ကူဝေးဆောင်လေအတွက်ရန်ဖြစ်ခဲ့တယ်ပေါ့တင်နိုင်ကလက်ဖက်ရည်ခွက်ကိုကောက်ကင်ကပြောတယ်တငယ်ချင်းတွေအားလုံးကိုကောင်မလေးအကြောင်းကိုပြောပြလိုက်တယ်မင်းတို့တယောက်စလုံးကခပ်ပူပေါ်တွေပဲကွာအဲ့ဒါပူလို့ဖြစ်တောင်းဘာပူလို့လဲတင်နိုင်ကဆရာကြီးလေးတန်နဲ့သုံးသပ်ပြတယ်မင်းကလည်းအဲ့ဒီစက်ကူဝေးဆောင်လေးကောင်းမှန်တာနဲ့ပူနေလိုက်တာဟိုကလည်းဒီစက်ကူဝေးဆောင်လေးတစ်ခုကိုပဲမင်းစီယာအသေးတန်ပြန်တောင်းနေတာအဲ့ဒါကလည်းသူပေါ်တာအဲ့ဒီတော့မင်းတို့ကကိုပိုနဲ့မေပိုပဲရှင်းပြီလားမင်းပြောသလိုပိုတွေပေးထားပါဘာဖြစ်လို့ तू ကအဲ့ဒီဝေးဆောင်လေးကိုပဲအတင်းပြန်တောင်းရတာလဲတဲ့နိုင်ပြောကိုမိုးကဝင်မေးတယ်ဒီကိစ္စကအခြေခံကြတွေးခေါ်ပြီးတော့ပြောရမယ်ဆိုရင်တစ်ချိန်လုံးနေနေတဲ့တူဝင်ကအခုမှတစ်စက္ကန့်ထလာတယ်ကိုကလေးပြောစမ်းမအောင်မေးရဲ့မြင်ပြောရရင်တော့အဆွေလန်းပဲကွမင်းဟာဘာဆိုင်လို့လဲကွတူဝင်ကိုမိုးကစိတ်မရှိသလိုမေးတယ်နေပါအောင်ငါစကားမဆုံးသေးဘူးကွဒီလိုကွာဒီမင်းဒီကောင်တင်ထူအောင်ကိုကြည့်ဘာလို့ကြည့်ရမှာလဲတင်နိုင်ကကိုကြောက်တောင်ကြည့်ပြီးတော့တူဝင်စကားကိုဖောက်တယ်တူဝင်ကလက်ကပြန်ရင်နေပါအောင်ကွာဒီကောင်ကတော့ပေါင်းတင်လာတာကြပြီဒီကောင်တင်ထူအောင်ကပုံမှန်အတိုင်းထင်ရပါမယ်အားလုံးကကိုဝိုင်းကြည့်ကြတယ်အတိတ်တွေကကိုကပဲတခုခုဖြစ်နေတယ်လို့တကယ်တော့ဒီကောင်ကအဆွေးလိုက်ရမ်းကြည့်တယ်ကွတခြားမကြည့်နဲ့ဒီလက်ဖက်ရည်ဆိုင်မှာနေရာတွေအများကြီးရှိနေပါလေနဲ့ဒီနေရာမှဒီနေရာပဲဒီကောင်ထိုင်တာပြီးတော့လဲတောက်လိုက်ရင်အမြဲတမ်းပေါ်စိတ်မင်းတခြားငါတို့သိသေးတဲ့အဆွေးလန်းကြည့်မှုတွေဒီကောင်မှရှိသေးတယ်ဥပမာကြိုက်လို့နဲ့ဂျင်းမောက်ပြီးတထဲဆိုရင်ဘလောင်ညစ်ပတ်နေတက်လာလုံးမချွတ်ပေးနေတာမျိုးဟိုတနေ့ကလို့သူသိကျင်တဲ့မိကွန်းတစ်ခုကိုမဖြစ်မချင်းမိတတ်တာမျိုးပေါ့ကွာဟိုကောင်မလေးကလည်းဖြစ်ချင်တော့ဒီကောင်လိုပဲဖြစ်နေတော့ရှင်ဖြစ်တော့တာပေါ့ကွာတူဝင်းပြောမှပဲကို့အကြောင်းကိုတရားချပြန်သိရတော့တယ်ကိုကကဲမင်းပြောရင်ကအကြောင်းကတော့ထားပါအဲ့ဒီကောင်မလေးကအဆွေးကြီးတယ်ဆိုတာဒီကိစ္စလောက်နဲ့မင်းဆုံးဖြတ်လို့မရဘူးလို့ငါထင်နေတူဝင်းသိရတာပေါ့တင်ထူအောင်အနားပိုင်းပြုံးမျိုးကိုတူဝင်းပြုံးနေပြီးမှမင်းတို့အလုံးမသိတာကအဲ့ဒီကောင်မလေးကိုငါကောင်းသိနေတယ်ဆိုတာပဲကိုတို့အလုံးကတူဝင်းကိုကြည့်လိုက်မိတယ်ကိုလေးတူဝင်းကိုမှင်သက်စွာကြည့်ရင်
အကြံတစ်ခုကခေါင်းလေးကိုဝင်လာမှလှုပ်လှုပ်ရှားရှားပြန်ဖြစ်လာရတယ်။အဲ့ဒါဆိုရင်အဲ့ဒီကောင်မလေးအကြောင်းငါ့ကိုပြောပြစမ်းပါတူဝင်။တူဝင်ကကိုကိုမကြည့်ပဲလက်ဖက်ရည်ဝိုင်းကိုမျက်စဖြစ်တယ်။ကိုသိလိုက်ပြီးဒီကောင်ညစ်ပြီးဆိုတာအဲ့ဒီနေ့ကလက်ဖက်ရည်ပိုးတဝိုင်းစာလုံးကိုရှင်းခဲ့ရပါတယ်။ဒီပမေထိုက်တယ်ပါတယ်။ကောင်မလေးအကြောင်းကိုသိခွင့်ရခဲ့တယ်မဟုတ်လား။အိမ်ပြန်ရောက်တော့ဗလာစာအုပ်တော့ဝေကကိုအလုပ်ရှုံနေတယ်။ကိုအခန်းထဲမှာဗလာစာအုပ်တော့ကစက်ကူဝဲစုံကလေးတွေနဲ့ပန်းသစ္စာနမေလေးကစပြီးသူမရဲ့ပြုမှုနေထိုင်တွေးခေါ်မှုတွေအဆုံးကိုစိတ်ဝင်စားတယ်။သူမမှာကိုလိုပဲအဆွေလန်းကြီးမှုတွေရှိတယ်။ကိုနဲ့စတဲ့ကြုံခဲ့စဉ်ကလိုဘာမဟုတ်တဲ့စက်ကူဝေးဆောင်လေးအပေါ်တွေ့တာမှုမျိုးသူမတက်ရောက်ခဲ့ဘူးတဲ့အင်္ဂလိပ်စကားပြောသင်တန်းတွင်သူမကနေရာတစ်ခုမှာအမြဲတမ်းထိုင်နေတတ်တာမျိုးထိုသင်တန်းမှာတူဝင်းကလည်းတက်ခဲ့ဘူးတဲ့သင်တန်းတက်ရင်ပြီးကေကိုမင်းကလေးတန်မိတ်အမြဲတမ်းဝါနေတတ်တာမျိုးအဖို့အစားဖို့လျင်အဖြူအောင်ကိုပဲရွေးချယ်ကဝတ်ဆင်တတ်တာမျိုးကိုနဲ့တွေးစားကလည်းအဖြူအောင်ကိုပဲဝတ်ဆင်ထားတယ်။နောက်ပိုင်းရက်များမှာသူမနဲ့စတဲ့ဆုံစည်းခဲ့ရလမ်းကလေးစီကိုနေစဉ်လိုရောက်ဖြစ်တော်လဲသူမကိုရှာမတွေ့ခဲ့ပါ။တူဝင်းပြောတဲ့စကားအတိုင်းဆိုရင်သူမရဲ့အိမ်ကဒီနားမှာပဲရှိတယ်။သူမကတူဒီသားသမီးဖြစ်တာကိုလည်းကိုသိခဲ့ရတယ်။ကိုကသူမနဲ့တွေ့ခဲ့တဲ့လမ်းကလေးကိုရောက်တိုင်းစက်ကူဝေးဆောင်ကလေးတွေကိုမမေ့မလျော့အမြဲပင်ယူဆောင်လာခဲ့ပါတယ်။ကိုကအဲ့ဒီလမ်းကလေးကိုသွားနေခဲ့တဲ့9ရက်မြောက်တဲ့နေ့မှာပဲသူမကိုပြန်လေတွေ့ခွင့်ကြုံရခဲ့တယ်။ကိုမရောက်ခင်မှာပဲသူမကအရင်လမ်းကလေးကိုရောက်နေခဲ့ပါတယ်။ဟေးမင်းခုလှုပ်လိုက်တာကိုစက်ကူဝေးဆောင်လေးပဲ။ကို့အတန်ကြောင့်သူမကိုကလေးကစက်ကနေတုံပြီးတော့လန့်သွားတယ်။အိုးလှုပ်လိုက်တာရှင်အတန်ပေးပါပေးနဲ့။ sorry ပဲကွာ။အော်ရှင်ကဟိုလူပဲ။ဒါနဲ့စောစောကရှင်ပြောလိုက်တာဘာဖြစ်တယ်။သူမချက်ချင်းကိုမှတ်မိသွားတယ်။ဒီမှာလေကိုလက်ထဲကစက်ကူဝေးဆောင်လေးတွေကိုသူမကိုပြလိုက်တယ်။သူမကိုနားမလည်တယ်လို့ကြည့်တယ်။အဲ့ဒါတွေဟာဟိုလေစောစောကကိုဒီဘက်ကိုဝေးဆောင်တစ်ခုပြစ်လိုက်တယ်။အဲ့ဒါပြန်လာကောက်တော့မင်းလှောက်လိုက်တာတွေ့လိုက်တယ်။ဘာရှင်ဒီလိုလေမင်းအနေနဲ့အခုလိုမျိုးသူများပစ္စည်းကိုပိုင်စိုးပိုင်နေလောက်တတ်တာဘေးကောင်းပါမလဲ။ကျမလေးဘေးသေးပါမလဲရှင်။ဒီအပင်ကွာကြားမှာတင်နေရနဲ့ယူပြီးတော့လှောက်လိုက်မိတာ။တကယ်တော့ကိုကစက်ကူဝေးဆောင်လေးတွေကိုဒီလမ်းဝေးရရှိအပင်တွေတိုင်းပေါ်မှာမနေ့ကလေးကတခုစီတင်ထားခဲ့တာဖြစ်ပါတယ်။ရှင်းရပါကိစ္စနဲ့ဒီလိုကလေးကလားတွေကိုလုံနေရတာလေ။ကိုသူမကပြည့်အပြင်ပြန်ပတ်တယ်။ကိုကသူမရဲ့မျက်လုံးတွေကိုစိုက်ကြည့်တာ။ကိုရင်ကတော့အဲ့ဒီလိုမဟုတ်ပါဘူး။ဒီပေမဲ့အကျွေးကလေးရှိနေတော့အော်ရှင်းရကျမကိုပြင်ပြီးတော့လက်စားချတာပဲ။ယောက်ျားဖြစ်ပြီးအညို့ကလေးကြည့်လိုက်တာ။အညို့ကြည့်တာမဟုတ်ဘူး။သူမကိုမျက်မှောင်ကျုပ်ပြီးကြည့်တယ်။ဒါဖြစ်ပါလေ။အဆွေလန်းကြည့်တာပထမဆုံးအနေနဲ့သူမမျက်နှာပေါ်မှာရှက်ရိပ်ဖြာသွားတာကိုမြင်လိုက်ရတယ်။ချစ်စရာကောင်းလိုက်တဲ့မျက်နှာလေး။ကျမရှေ့ကိုတောင်းမရမှာလား။မဟုတ်ဘူး။သူမမျက်နှာကစေးစားရခက်သွားတဲ့ပုံမျိုးဖြစ်သွားတယ်။ကျမသွားတော့မယ်။နေပါဦး။မင်းကိုအကျွေးပေးအောင်မေလေ။လှိထွက်ရန်ပြင်နေတဲ့သူမခြေလိုင်းတွေကပြန်လေကရက်တက်သွားတယ်။ဘာကျွေးလဲရှင်ပဲမတောင်းပန်နဲ့ဆို။ဟုတ်တယ်။ကို့အမေမတောင်းပန်ပါနဲ့။ကိုလိုချင်တာမင်းစီကခင်မင်ခွင့်ပါတခုခုကိုရင်းမိပုံမျိုးသူမပြုံးသွားတယ်ပြီးတော့သူမလှည့်ထွက်သွားတယ်ကိုငေးပြီးတော့ကျင်းရိခဲ့တယ်ကိုရင်ထဲမှာမိကုန်းတွေကတောင်ပုံရာပုံဆိုတဲ့စကားအတိုင်းဟမ်ကိုအံ့ဩသွားတယ်သူမကကိုခက်လန်းလန်းကိုရောက်မှလှည့်ကြည့်တော့ကြောင်မှသူမကလှည့်ကြည့်ရုံတည်းမဟုတ်ကိုစကားလှမ်းပြောလိုက်သေးတယ်ရှင်တနေ့ဒီဟိုလာပြီးတော့ဝေးစွန်နေတာလှုပ်ရှုံနေရမပင်ပန်းဘူးလားကိုဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားတယ်သူမကကိုဒီလိုနေတိုင်းလာနေတာသိနေတယ်ပေါ့ရှက်တက်ရင်သေးဖို့ကောင်းလိုက်တာဒီပမေကိုမရှက်တက်တော့ခတ်တယ်ဒီအတိုင်းပြောင်မေးရှိနေလိုက်တယ်ရှင်ကဈေးတော့ရှိသားပဲလိန်ပြောတတ်တာလေးတစ်ခုပဲအဲ့ဒါကတော့တော်တော်ဆိုးတယ်ကိုကသူမကိုမနေ့ကတင်ထားခဲ့တဲ့စက်ကူဝေးဆောင်ကိုစောစောကမှပြစ်လိုက်တာပါလို့ညာပြောခဲ့တယ်မဟုတ်လားအခုမှတော့မထူတော့ပြီမို့ကိုဒီအတိုင်းပြောင်ပဲဆက်ရက်နေလိုက်တယ်ရှင်မနေ့ကထက်လာခဲ့လေကျမနဲ့အတူစက်ကူဝေးဆောင်ပြန်လှော့ကြတာပေါ့အဲ့ဒီလိုပြောပြီးတော့သူမလေးထွက်သွားတယ်ဒီတခါတော့တကယ်ကိုလှည့်မကြည့်တော့ပါမနေ့ကထက်လာခဲ့ဆိုပါလားဒါဆိုကိုပျော်ရွှင်သွားတယ်အင်ကိုပြန်တဲ့အခါလမ်းကလေးကအရင်ကတည်းကပိုငိမ့်ချမ်းနေတယ်လို့ကိုခံစားရပါတယ်သူမနဲ့ကိုချစ်သူဘွားကိုရောက်သွားတဲ့အချိန်မှာကဘာလေးမှမသိပဲမိရော့နေခြင်းဖြစ်တယ်ကိုတို့နှစ်ယောက်စလုံးကတယောက်တည်းသာဖြစ်ပါတယ်သူမမြင်မှတ်တဲ့အိမ်မက်ကိုကပြောပြပြီးကိုမျော်လင်းတဲ့စိတ်ကူးများကသူမ၏ယုံကြည်မှုဖြစ်လေတယ်အောင်ပြောလေသစ္စာအောင်ရွေးထားတဲ့နေရာလေးကိုသစ္စာလေးကြိုက်တယ်ဟုတ်လား
ကိုလေးသစ္စာဝေးပေးတဲ့နိုင်လေးကိုကြိုက်တယ်ကိုတို့နှစ်ယောက်ကိုမြင်သူတိုင်းကကိုတို့ရေးလိုက်ဖက်ညီမှုကိုအံ့ဩငေးမောယူရကကိုတို့ဆောင်တွေကတင်းငယ်တဲ့ကိုမျိုးကိုရွာလေးမှာတစလူသိများလာတယ်အောင်ပြောလေသစ္စာတို့နှစ်ယောက်အကြောင်းကိုမမေကသိသွားပြီကိုအမလည်းကိုနဲ့သစ္စာဟိုတနေ့ကရုပ်ရှင်ရုံတွေက တူထွက်လာတာကိုမြင်လိုက်တယ်လို့ပြောတယ်သစ္စာနူးညံ့သက်စင်သောချစ်ချင်းတွင်ကိုရိုနှစ်ယောက်၏ဝိညာဉ်များကဆေးခွာမရအောင်ပေါင်းစုံသွားခဲ့ပြီဖြစ်တယ်သစ္စာကမြို့တွေကကုမ္ပဏီတစ်ခုမှာကိုရိုနှစ်ယောက်၏အနာဂတ်အတွက်အလုပ်ဆောင်နေကိုကကိုမိုးနဲ့အတူအိမ်ရုံးကျောင်းတို့မှာပုဂ္ဂလိကလျှက်စေးတက်ဆင်ရဲ့လုပ်ငန်းကိုလုပ်လိုက်တယ်ဒီနေ့အလုပ်ပင်ပန်းခဲ့သည်များအခုလိုညနေမျိုးသစ္စာနဲ့တွေ့မှာပဲအမောပြေတော့တယ်ကွာသစ္စာလေးဒီလိုပါပဲအောင်ရဲ့ကိုကတော့ကွာအခုနေငွေတုပ်ကြီးတာပိုက်ပြီးတော့သစ္စာစီကိုတန့်ပြစ်လာမှာပဲဘာဖြစ်လို့လဲအောင်သစ္စာကိုလာတောင်းမှာပေါ့ကိုတို့နှစ်ယောက်ဤယူရဲ့ချက်မှာနောက်လာမယ့်3နှစ်အတွင်းလက်ထက်ကြရင်ဖြစ်ပါတယ်ဒါကြောင့်ခုလိုအချိန်မှာကိုတို့လည်းမပါနဲ့ရန်လိုအမှန်နှစ်ယောက်စလုံးတီနားလီထားကြတယ်တီနားလီထားတဲ့အတိုင်းလဲကိုတို့ကြင်ကြံကြဖို့လိုပါတယ်အောင်ကသစ္စာကိုလာတောင်းမေးဆိုမှတတိရတယ်ဘာများလဲသစ္စာအောင်သစ္စာမင်းနဲ့တွေ့ပြရမယ်လေအဲ့ဒါအခုလာမေးစနေနေ့လို့သတ်မှတ်ထားတယ်ဟုတ်လားတိုက်ဆိုင်လိုက်တာကွာကိုကလေသစ္စာကိုမိသားစုနဲ့တွေ့ပေးဖို့အတွက်ဒီရက်ထဲမှာသတ်မှတ်ထားတာဒါဆိုအောင်နဲ့သစ္စာတယောက်တလေစီပေါ့ကိုကရင်သစ္စာတို့အိမ်ကိုလိုက်တွေ့မယ်နော်နေပါဦးအဲ့ဒီအတွက်ကိုဘာတွေပြင်ဆင်ရမလဲတခုပါပဲအောင်ရဲ့ဒီရှင်နေတဲ့စပင်တွေဖြတ်ပြစ်လိုက်ကြည်ကောင်းအောင်ပေါ့ဒါနဲ့အောင်သစ္စာရောဘာပြင်ဆင်ရမလဲမလိုပါဘူးကွာကိုရဲ့သစ္စာကပြီးပြည့်စုံပြီးသားနေသားတကြောင်ပြုံဝင်နေသည့်ပန်းခရင်ရောင်နက်နက်ခင်းများကကိုတို့နှစ်ယောက်အတွက်ဖြစ်တယ်ကိုတို့ရဲ့ချစ်မြတ်နိုးမှုကိုကိုတို့နှစ်ယောက်သာသိမ့်ပိုက်ခွင့်ရသည့်အတွက်တစုံတရာကိုကျေးဇူးစကားဆိုရမှာလားမသိပါဘာပဲဖြစ်ဖြစ်ကိုကောင်းပေါ်ကရှေလျားစားပြုတ်နေတဲ့စပင်တွေကိုတော့ကြည်ကောင်းအောင်ညှက်ရပါလေအောင်မေးမင်းကဘာနဲ့ကြောင်းပြီးထားရလဲကျွန်တော် GTI EP နဲ့ပါခင်ဗျကိုသစ္စာရဲ့မမေကမင်းနေကြမေးခွန်းတွေကိုပဲမေးပါတယ်ဒီမမေသစ္စာရဲ့မမေကိုကြည့်ရတာတမျိုးပဲလို့ကိုထင်နေအထူးသဖြင့်ကို့အကြည့်တဲ့မျက်လုံးတွေကိုမင်းသမီးကိုတက်အောင်ပေါင်းသိနိုင်တဲ့အတွက်သမီးရဲ့အတွက်တငယ်ချင်းကောင်းရတာပေါ့ကွယ်သစ္စာကကိုပြောပြထားတာကချစ်သူရဲ့အဖြစ်သစ္စာမေမေကလက်ခံစကားပြောမှာမဟုတ်လားအခုတော့ဘာဖြစ်လို့ပါလဲအောင်ကသမီးနဲ့ချစ်သူဖြစ်နေပါပြီမေမေသမီးသစ္စာရဲ့မေမေမျက်နှာပြတ်သွားတာကိုမြင်လိုက်ရတယ်သစ္စာရဲ့အတွင်ကတော့တခုခုကိုမကြင်မနှံ့ဖြစ်နေပုံရတယ်ကိုလေးစိတ်တဲ့တွေရှိပြောမသွားအောင်မနေထိုင်နေရတယ်သမီးမေမေခုအရန်လုံများနေတယ်သမီးဧည့်သည်ကိုလိုက်ဖို့လိုက်ပါတော့မေမေသစ္စာတန်ကရှီရင်ဆွေးထက်ပိုကျေသွားတယ်အခြေအနေကကိုဝင်ပါမရတော့မှာကိုနားလေလိုက်တယ်ရပါတယ်သစ္စာအန်တီအခုမတွေ့ချင်သေးရင်လေကိုပြန်မမယ်နောက်တစ်ခါထပ်တွေ့အောင်ပါပဲကိုပြောပြီးတော့ထားရလိုက်တယ်သစ္စာရဲ့မေမေကကိုဒေါသနဲ့ကြည့်တယ်ဘာမှတော့မပြောနောက်တော့သစ္စာကကိုလိုက်ဖို့ပြီးတယ်ကိုချစ်သူသစ္စာရဲ့ဘားပြန်လေးပေါ်ကမျက်ရည်စက်ကလေးများသမီးဒီအိမ်ကိုကိုအိမ်လိုပဲဝင်ပါထွက်ပါနော်ဒီအမကိုလည်းကိုအမလိုပဲခေါ်ပါဘာမှအာနာစရာမလိုနော်ဟုတ်ပြီလားကိုဘေဘေကသစ္စာကိုနူးညံ့စွာပြုံးပြပြီးပြောတယ်ထိုပြုံးရင်းနောက်မှာဖိတချက်ဝှက်ထားမှကိုအတိနောက်ကျခဲ့ပါတယ်ညီမလေးကချစ်စရာလေးပဲပုံစံကြည့်ရတာထိုးမောင်တင်ထွန်းအောင်ကိုအလိုလိုက်ပေးနိုင်ပြီထင်တယ်ကိုအမစကားတွေကနင်းနေဆန်းနေတယ်လို့ကိုထင်ပါတယ်ကိုညီတယောက်ပဲကိုကတော်တာပဲဒီလိုမချောချောလေးကိုရတာညီတောင်အားကြတယ်လို့ရှိလာပြီစိန်တူအောင်သွားစမ်းအခန်းထဲသွားပြီးတော့စာချက်စမ်းနေဒီနေ့10တန်းတော့ကိုအမကိုတော့ကိုညီရလန့်ရတယ်အခန်းထဲကခက်ကုတ်ကလေးထွက်သွားရှာတယ်ကိုသစ္စာကိုကြည့်လိုက်တော့သစ္စာကပကတိတင်ငင်စွာရှိတယ်ဒါနဲ့သမီးပြောပါရင်ကေနှလုံးရောဂါခံရှိတဲ့မိန်းကလေးတယောက်ကကိုဝန်ဆောင်လို့တင့်တော်ပါမလားရခင်ရင်လည်းခလျာကျမ်းမာနိုင်ပါမလားရှင်ကိုဘေဘေကဘာကြောင့်ဒီလိုမျိုးသစ္စာကိုပြောရတာလဲတကူကူတော့လွေးမနေပြီဒီလိုလေသမီးရဲ့အန်ကေကသားကိုမလေးကိုလှုပ်ဖို့အတွက်စီစဉ်ထားတယ်သားကလည်းသဘောတူထားတယ်အန်ကေတို့အနေနဲ့သားကိုကျမ်းမာတဲ့မိန်းကလေးတယောက်နဲ့အဲ့ဒီကပြန်ရင်နေရာချထားပေးချင်တာအရာရာဟာကြောက်စရာကောင်းလာအောင်ကိုရိုနီယာအတွက်ခါသိနေခြင်းဖြစ်တယ်ကိုရိုဘက်ကလိုချင်တာရဖို့တခုခုတော့ပြန်ပေးဆက်ရမယ်ထို့အတိုင်းပင်ကိုနဲ့သစ္စာတွေးခေါ်ပုံချင်းကတူညီခဲ့ပါတယ်သစ္စာမှာနှလုံးရောဂါရှိတာဒီတစ်မျိုးလုံးသိပြီးသားကိစ္စပဲဖြစ်တယ်
ဘာမှအသက်ရည်ကြီးတယ်လို့ကိုမထင်ပါဘလို့ပဲဖြစ်စေဒီလိုနှစ်ဖက်မိဘတွေကလက်မခံချင်ဘူးဆိုတော့ကိုတို့ခြေလမ်းတွေကတယောက်စီတယောက်လှမ်းဖို့တွန့်ဆုတ်မသွားတဲ့အပြင်တယောက်ရှင်ခွင်ထိတယောက်တိုးဝင်ဖို့ပို့ပြီးတော့ဆာလောင်လာပါတယ်ငါတစ္ဆာကိုခိုးပြစ်မိကွာတွင်ထူအောင်မင်းနဲ့တော့ခတ်ပြီတိုးဝင်ကမဆိုင်တဲ့စကားကိုပြောတယ်လို့ကွာငါတို့ကူညီမယ်ကိုမိုးနဲ့တက်နိုင်တို့ကတော့ဒီကိစ္စမျိုးဆိုကူညီဖို့လိုလိုလားလားဖြစ်နေတယ်စောစောကမင်းစကားဘာထိပ်ပြီလေတိုးဝင်ဘာမှမဟုတ်ပါဘူးမင်းတို့နှစ်ယောက်အချိန်ဆောင်လို့မရတော့ဘူးလားအစားတော့နောက်နေ့လောက်မှပဲလို့ထင်ထားတာဒါပေမဲ့အခုတော့မရတော့ဘူးငါတို့ကအခုကတည်းကမိဘတွေကခွေးဖို့ကြံနေပြီအခုဆိုငါတစ္ဆာနဲ့မတွေ့ရတာ3ရက်ရှိနေပြီအေးလေမင်းတို့ဆုံးဖြတ်ပြီးရင်လည်းပြီးတာပဲငါတို့တငယ်ချင်းတွေကတော့ကူညီပေးဖို့အဆင်သင့်မယ်ဒီလိုနဲ့အကြံစီအတိုင်းအကောင့်ထဲပေါ်ဖို့ကိုနဲ့တစ္ဆာတိုင်ပင်ကြပါတယ်ဒီကိစ္စအတွက်ကိုတငယ်ချင်းတွေကလည်းလိုအပ်တာမှန်သမျှကူညီပေးကြတယ်ကိုတို့ရဲ့ချစ်ချင်းအတွက်ကိုတို့ဒီလိုပဲတိုက်ယူမှသာလျှင်ရနိုင်လိမ့်မယ်လို့ကိုတို့ယုံကြည်တယ်တစ္ဆာကငကောအတိုင်းအိမ်မှာပင်မိမပြတ်ဆက်နေတယ်ကိုကတော့တငယ်ချင်းတွေနဲ့အရာရာအဆင်ပြေဖို့ဆောင်ရွက်ရတယ်အဲ့ဒီလိုနဲ့သတ်မှတ်ထားတဲ့ရက်ကိုရောက်ခဲ့ပါတယ်ကံတရားကကိုယ့်ဘက်မှာရှိခဲ့ပြီးကိုတစ္ဆာမတွေ့ရပေမဲ့အလွန်ပျော်နေတယ်တငယ်ချင်းတွေကလည်းဒီသတင်းကိုကြားတော့ကိုယ့်အတွက်ဝမ်းသာပေးကြတယ်ဒီအတွက်တစ္ဆာနဲ့နှစ်လလောက်မတွေ့ရလဲကိုနေနိုင်ပါတယ်တစ္ဆာကိုခိုးပြေးဖို့သတ်မှတ်ထားတဲ့နေ့ကချင်းဆိုထားတဲ့နေရာကိုတစ္ဆာရောက်လာခဲ့ပါတယ်ဒီပေမဲ့သူမတယောက်တည်းမဟုတ်တစ္ဆာရဲ့မေမေပါလာတယ်ကိုအခြေအနေကိုနားမလည်ပြီးရှိနေပါတယ်တစ္ဆာရဲ့မေမေကမောင်သွင်ထူးအောင်ကိုအန်တီစကားနည်းနည်းပြောပြရစီပြောပါအန်တီမောင်သွင်ထူးအောင်နဲ့အန်တီသမီးကိုအန်တီသဘောတူလိုက်ပါပြီခမညာဟုတ်တယ်မောင်သွင်ထူးအောင်ဒီပေမဲ့မောင်သွင်ထူးအောင်တို့ဘက်ကတော့မိဘနဲ့တကွာလာရောက်တောင်းရဖို့လိုလိမ့်မယ်ကွအော်ဟုတ်ကဲ့ကိုတစ္ဆာကိုလှမ်းကြည့်ပြီးတော့တစ္ဆာကောင်းကောင်းထားတယ်သို့တော့သူမပြောနေမှကိုသိနေပါတယ်အန်တီဘက်ကမောင်သွင်ထူးအောင်ကိုတခုတော့ပြန်တောင်းဆိုခြင်းနဲ့ဘာများလဲအန်တီပြောပါလူကြီးချင်းစကားပြောလို့အဆင်ပြေရင်လာမေးလာမှလက်ထပ်ပေးပါမယ်တခုပဲလက်မထက်ခင်အချိန်အထိမောင်သွင်ထူးအောင်နဲ့သမီးနဲ့မတွေ့ပေနေပေးကြဖို့ပါကိုကြောင်သွားတယ်ချက်ချင်းပဲတစ္ဆာရဲ့လက်ကိုဆွေးပြီးတော့ခလန့်လန့်ကိုကိုခေါ်သွားတယ်တစ္ဆာနဲ့ကိုစကားတွေအများကြီးပြောဖြစ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ကိုတို့နှစ်ယောက်ကတစ္ဆာမေမေရဲ့စကားအတိုင်းလိုက်နာဖို့ဆုံးဖြတ်လိုက်ကြတယ်အားလုံးဆင်ပြေပါတယ်တစ္ဆာနဲ့မတွေ့ရပေမဲ့လက်ထပ်ဖို့ကအဆင်သင့်ဖြစ်နေပြီကိုမတစ္ဆာနဲ့ဆောင်ရမယ့်လက်ထပ်ရန်လိုမင်းနေကိုလက်ချိုးရည်ရင်နဲ့စောင့်နေမိတယ်ကိုဖေနဲ့ကိုမကလည်းကိုကိုရှင်ကလိုတစ္ဆာနဲ့ပတ်သက်ပြီးအပြစ်မရှာကြတော့ပါသူတို့အနေနဲ့ဒီတိုက်ပွဲမှာအရင်နှိမ်သွားမှန်တီးသွားကြတဲ့ပုံရပါတယ်ဒီနေ့တော့ကိုအလုံးများနေတယ်တငယ်ချင်းတွေနဲ့မင်္ဂလာဆောင်ဖိတ်စာတွေကိုလိုက်ဝေနေရတာကြောင့်မောလို့မောမဲမသိအောင်ဖြစ်နေတယ်နောက်ပြီးတစ္ဆာနဲ့မတွေ့ရဘူးဆိုတော့လေဒီနေ့တစ္ဆာရင်ကိုဖိတ်စာတွေသွားပြီးရင်တစ္ဆာကိုတွေ့ခဲ့ရတယ်သူမကိုလည်းဘားပြင်ပေါ်တစ်ချက်ခိုးနှက်ဖြစ်အောင်ခိုးနှက်ခဲ့သေးတယ်မဟုတ်လားကိုကလမ်းကလေးအတိုင်းရှောက်နေတယ်ဒီလမ်းကလေးကသူမနဲ့ကိုကိုစုံစည်းပေးခဲ့တာပဲမဟုတ်လားကိုလက်ထဲမှာစက်ကူဝေးဆောင်လေးတွေကအများကြီးရှိနေတယ်တစ္ဆာကိုတတိယမိတယ်မကြခင်မှာတစ္ဆာကိုတွေ့ရတော့မင်းနောက်နေ့ကျော်လျင်တစ္ဆာနဲ့ကိုလက်ထပ်မင်းဒီလမ်းကလေးရဲ့ဟိုတစ်ဖက်မှာတစ္ဆာတို့အိမ်ရှိတယ်ကိုကတစ္ဆာနဲ့ဒီနေ့အစပြီးတရားဝင်ပြန်လည်တွေ့ဆုံရမယ်ဖြစ်တာကြောင့်ကိုတစ္ဆာရဲ့အိမ်ကိုအမြန်ဆုံးနှုံနဲ့သွားနေမိတယ်လမ်းကလေးတွေကိုကားတွေချိုးဝင်လာတာကိုမြင်လိုက်ပါတယ်တစ်စီးနှစ်စီးသုံးစီးကားပေါ်မှာလူတွေကအပြစ်လိုက်ပါသွားတယ်ကားတွေကအတူပါပေါ်တဲ့ကားတွေဖြစ်နေတယ်ကိုဘေကဖြတ်သွားတဲ့ကားတစ်စီးရဲ့ဘေးနေရပေါ်မှာစာရွက်အဖြူလေးကိုကြည့်မိလိုက်တယ်မပန်းတစ္ဆာအသက်24နှစ်ကိုကောင်းတွေကရုတ်တရက်ကြီးထွားလာတယ်လို့ထင်လိုက်ရတယ်ကိုအခေါင်တွေကအပူနဲ့ခြောက်သွေးကိုလက်တွေကအစွမ်းကုန်တုံရင်ကိုပြေးတယ်ကိုအရန်အမြန်ပြေးလိုက်တယ်ကိုတီထက်ပို့ပြီးမြန်မြန်မပြေးနိုင်လောက်အောင်အမြန်ဆုံးပြေးတယ်အဝေးမှာတစ္ဆာရဲ့အင်္ဂလိပ်ကိုလှမ်းမြင်ရတယ်ကိုလက်ထဲစက်ကူဝေးဆောင်ကလေးတွေကလမ်းကလေးမှာတလွေတပြားကြကြံရစ်ခဲ့တယ်နောက်ပြီးတော့ကိုတတိယလာတဲ့အခါကိုဘေးမှာတစ္ဆာရဲ့မေမေကိုအဖေကိုအမေနဲ့ကိုအပေါင်းအသင်းများမောင်သွင်းထူအောင်စိတ်ကိုထိန်းတော့သမီးလေးမရှိတော့ဘူးကွယ်တစ္ဆာရဲ့မေမေရဲ့တန်ကကိုနာမှာကြားတစ်ချက်မကြားတစ်ချက်သမီးလေးဟာသူတခုခုဖြစ်သွားခဲ့ရင်မောင်သွင်းထူအောင်နဲ့မောင်သွင်းထူအောင်တို့မိသားစုကိုအကြောင်းမကြားပါနဲ့လို့အတီကိုမှားသွားတာပါကွယ်
ကိုကကြောင်တောင်တောင်နဲ့ကတင်ပေါ်မှာထထိုင်မိတယ်ကိုစိတ်တွေကဒီမှာမရှိဟဲ့အောင်သွင်းထူအောင်တငယ်ချင်းစိတ်ကိုဖြေပါကွာမင်းကိုချင်းငိုချလိုက်ငိုချလိုက်လေတင်းမထားနဲ့ကိုဘာရီကိုယုံကြည်ပြရမှာလဲဟဲ့မဟုတ်ဘူးသစ္စာဗမာလေးသစ္စာရဲ့ထွက်ခဲ့ကွာတာသွင်းထူအောင်ကိုထိမ့်မဘောကွာမောင်လေးတရားနဲ့ဖြေပါမောင်လေးရဲ့ငါ့ကိုကြည့်စမ်းငါတူဝင်းလေမင်းမမိတယ်မဟုတ်လားမမိတယ်တူဝင်းသစ္စာနဲ့ငါနဲ့မင်္ဂလာဆောင်ကိုမင်းလာဖြစ်အောင်လားနော်ဟဲ့အောင်မောင်သွင်းထူအောင်အန်တီအပြစ်တွေပါကွယ်အန်တီအပြစ်တွေပါမောင်လေးရော့ဒီမှာရှေးတောက်လိုက်အောင်တာတတိယပြီလားတငယ်ချင်းသွင်းထူအောင်ငါကိုမိုးလေဟိုမှာတက်နိုင်ဒီမှာငါတို့အားလုံးရှိတယ်မင်းဘာမှမဘူးနဲ့အိုးအလေးတဲ့တကူကဖြက်ကနေလင်းသွားပြီးအတော်လေးကြာမှသူ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တယ်နံပါတ်9ရဲ့နဖူးပြင်ပေါ်ကသူ့လက်ကမရှိတော့ပါသူ့တပြင်းမောတစ်ခုကိုချလိုက်တယ်လေရီမိုးတွေတိုက်နေပြီရေဒီယံမျက်နှာနဲ့နံပါတ်9ကကတင်ပေါ်မှာဘေးတဆောင်းလေးလှေးလျက်နဲ့ပြောတယ်သူနံပါတ်9ကိုတစ်ချက်ပြုံးပြပြီးတော့နေရာကထားလိုက်တယ်ဘာလိုနဲ့သူ့တောင်ပေါ်တောင်မှပြီးဆုံးတော့မင်းသူမဆုံးဖြစ်သေးတယ်နံပါတ်24ကိုလှမ်းကြည့်လိုက်တယ်နံပါတ်24ကလမ်းလျှောက်နေပါတယ်နံပါတ်24ကဒီအခန်းထဲမှာရှိတဲ့စီတန်းထားတဲ့ကတင်တွေရဲ့ခြေရဲခွက်လက်မှာခောက်တောင်းခောက်ပြန်လမ်းလျှောက်နေတယ်သူနံပါတ်24နာကိုရောက်သွားတဲ့အထိနံပါတ်24ကလမ်းလျှောက်မပြတ်ဒါကြောင့်နံပါတ်24ကသူနဲ့နီးလာလိုက်ဝေးသွားလိုက်ဖြစ်နေတယ်သူကစိတ်ရှည်စွာပင်နံပါတ်24လမ်းလျှောက်တာကိုရက်ကြည့်နေလိုက်တယ်အတော်ကြာတော့နံပါတ်24လမ်းလျှောက်တာရက်သွားကသူ့စီတေးတယ်လားစိုက်ကြည့်တယ်သူဟာထုံးစံအတိုင်းရှိကလူတွေလုံးနံပါတ်24ကိုပြောင်းပြလိုက်တယ်ပြီးမှသူ့ရဲ့ညာဘက်လက်ကနံပါတ်24ရဲ့နဖူးပြင်ပေါ်ကိုတရွေ့နဲ့ပါဖြောင်းကနေနေအောင်ကြေလောင်တဲ့အတန်တစ်ခုအခနဲ့နေအောင်အော်လိုက်တဲ့အတန်တစ်ခုကအခန်းထဲမှာတစ်ဆက်တည်းလိုထွက်ပေါ်သွားတယ်သူ့မျက်နှာတစ်ခုလုံးပူထူသွားတာကိုသူသိလိုက်တယ်ရိုင်သွားတဲ့သူ့ကိုသူပြန်အတိတ်ဘိုက်ကိုလက်နှစ်ဖက်နဲ့နှိပ်ရင်သူလေးပြိုကျသွားကမျက်လုံးပြူးထွက်နေပါတယ်ဟေးရွှေမောင်မလုပ်ရဘူးအဲ့ဒါမေးလို့လေမလုပ်ရဘူးလာအခန်းတောင်းတဲ့နေရာမှာစောင့်ကြည့်နေတော့တောင်ဝကြမင်းနဲ့2ယောက်ရောက်လာကနံပါတ်24ကိုသူ့နေရာသူပြန်ခေါ်သွားကြတယ်ဟေးမင်းရောထားတော့ဘာလဲနားလေးမနာဘေးနဲ့များသူမျက်နှာကိုရှုံးမရင်နဲ့ထားလိုက်တယ်မင်းနဲ့2ယောက်ကနံပါတ်24ကိုပြန်ပို့ပြီးတော့သူ့စီချက်ချင်းပြန်ရောက်လာတယ်မင်းရွှေမောင်ကလို့သွားစားရတာလေနောက်မစားရအောင်နော်မှတ်ထားကျွန်တော်မသိဘူးအေးပြောလိုက်ရင်မသိဘူးပဲကေကိုနေရာကိုပြန်သွားမစိုးရအောင်နော်မင်းနဲ့2ယောက်ကိုကြောက်ခိုင်းပြီးသူ့အတွက်ပေးထားတဲ့ကတင်လေးစီကိုသူပြန်လာခဲ့ပါတယ်သူ့နောက်ဘက်မှာကျန်ခဲ့တဲ့မင်းနဲ့2ယောက်ပြောနေတဲ့စကားများကိုတော့သူမကြားရတော့ပါသူကဘလို့ဖြစ်ပြီးတော့ဒီနေရာရောက်လာတာလေဗျဘာလဲထူးဆန်းနေလို့လားအေးလေခမရဒီနေ့မှဒီမှာတောင်ပေါ်ကြတာဆိုတော့သူ့အကြောင်းပေးသိပါမလဲသူကဘာဖြစ်လို့နဖူးတွေကိုလိုက်ဆန်းနေရတာလဲစိတ်ကူတာလားပါဇက်ကလေးတိုးနဲ့ဘာလို့ရွတ်နေရလဲဒီလိုဗျသူကသူ့ကိုသူအကြမ်းမြင်ရနေတယ်လို့ထင်နေတာဗျဗျာအကြမ်းမြင်ဟုတ်လားတကယ်ရောရလားခမရလေဗျာတကယ်ဆိုရင်ဒီနေရာကိုရောက်လာပါမလားသူကနဖူးတွေကိုဆန်းပြီးတော့အဲ့ဒီလူရဲ့အတိတ်ကအဖြစ်အပျက်တွေကိုပါဇက်ကနေတဖွာဖွာရွတ်ပြောနေတာဟာတရားကြပါလားသူပြောတာမှန်လေးတယ်လားတနာဆရာစိတ်ဝေဒနာရှင်တယောက်ရဲ့စကားကဘေးမှန်ပါမလေးဗျာဟိုရောက်တယောက်ပေါ့နောက်နေ့တွေရောသူကဒီလိုလုံးအောင်မလားသူ့အတွက်ကမနှက်ဖန်ရောက်ရင်ဒီအခန်းတွေကလူတွေအားလုံးသူမသိမမြင်ဘူးတဲ့သူတွေပြန်ဖြစ်သွားတယ်ဒီနေ့အတိုင်းသူပြန်ဆန်းအောင်ပါပဲသူစမ်းမိသားလူဆိုတာကိုသူပြန်မှတ်မိတော့သူ့ကိုသူရောပြန်မဆန်းဘူးလားဆန်းတော့ဆန်းနေဒီပေမဲ့ပါဇက်ကတော့မပြောသူပြောတတ်တဲ့စကားကနှခွန်းလေးရှိတယ်ကျွန်တော်ကအကြမ်းမြင်ရနေတဲ့သူပါအဲ့ဒါနဲ့ကျွန်တော်မသိဘူးဆိုတော့ရှင်းတော့မနေတဲ့စကားနှခွန်းမေးပြီးတော့သူ့အကြမ်းအမြင်ကရှင်းဖြစ်မဟုတ်ဘူးဗျနောက်ဖြစ်ကြီးပဲအေးဗျမနေ့ဖက်ရောက်မှသူများနှဖူးတွေကိုသူလိုက်ဆန်းပြီးပြောတာတွေကိုနားထောင်ရမယ်ခမရနားထောင်ရင်ခမရလေးစရောကတည်းဖြစ်သွားလိမ့်မယ်နားမထောင်ပါနဲ့ဗျသူ့ကိုမျိုးတစ်မျိုးကလူတွေစုပေါင်းပြီးတော့လာဖို့လို့သူဒီကိုရောက်လာတာအဲ့ဒီမျိုးကလည်းသူအရင်ကသူမနေဘူးတဲ့မျိုးတွေမှာတွေ့တဲ့လူတွေကိုနှဖူးလိုက်ဆန်းနေလို့တဲ့ပြောရရင်ကြားမြင်ရနေတဲ့အတိတ်မိလူနာပေါ့ဗျာသူကကနေပေါ်မှာလှင်းညာဘက်လက်ကိုလှုပ်ရှားလိုက်တယ်
သူ့နဖူးပြင်သူပြန်ဆန်းမိတဲ့ရတာကိုရှာတယ်။သူ့မျက်လုံးတွေကိုမှိတ်လိုက်တယ်။သူ့စိတ်အာရုံအားလုံးတစားစီစူးစီးလိုက်တယ်။အလေးနဲ့တစ်ချက်ကဝင်းခင်းလက်သွားကခတူးတူသူနီးဆိုလိုက်တယ်။အဲ့ဒီနောက်သူ့စိတ်ဝိညာဉ်တစ်ခုလုံးတစုံတရာအေးဆွေးဆုပ်ယူခြင်းကိုခံလိုက်ရတဲ့ပုံမျိုးနဲ့သူလွင်မျောသွားတယ်။ပကြီးကားတစ်ချက်ကိုသူမြင်နေရပါတယ်။ပကြီးကားကအယောင်တွေရှုပ်နေလောက်အောင်ရေးဆွေးထားတယ်။ရုတ်တရက်ကြည့်ရင်ထူးခြားမှုမရှိလို့ထင်တယ်။ပကြီးကားကိုသူကတရချာစိုက်ကြည့်ရင်ပကြီးကားရောင်ဆောင်အယုတ်တွေထဲမှာဗလာလီတစ်ဆက်ကိုသူတွေ့မြင်လိုက်ရတယ်။တဖြည်းဖြည်းနဲ့ပကြီးကားကအသက်ဝင်လာတယ်လို့သူထင်တယ်။သူ့အတွဲမဆုံးခင်မှာပဲပကြီးကားပေါ်ကရောင်ဆောင်စုပ်ချက်များကလူတွေဖြစ်သွားကြတယ်။လူရောင်ဆောင်တွေအစိမ်းအနီအဝါအပြာအမေးအဖြူအညိုအိုးလူရောင်ဆောင်တွေသူကထိုပကြီးကားထဲကဗလာတစ်ဆက်ဖြစ်နေတယ်။ဒါကြောင့်လူရောင်ဆောင်တွေကြားမှာသူကဗလာလူတစ်ယောက်ဖြစ်နေသည်ကိုအံ့ဩဆန်းကျေစွာနဲ့တွေ့ရှိလိုက်ရပါတော့တယ်။ကဲပရိသတ်များရှင်အခုနောက်ဆင်ကြရတဲ့ဇလံလေးကတော့စိုင်းရည်သူလုံးဆက်နိုးမြဲရေးသားထားတဲ့ဗလာတစ်ဆက်ဆိုတဲ့ဇလံလေးရဲ့အစာဆုံးကိုနားဆင်ကြရတာဖြစ်ပါတယ်။နောက်ဆက်အောင်ပေးခဲ့ကြတဲ့ချာရီပရိသတ်တယောက်စီတိုင်းကိုကျေးဇူးထူးပေးတင်ပါတယ်ရှင်။ပရိသတ်များအားလုံးပဲဆန္ဒနဲ့ဘဝတွေထပ်တူကြနိုင်ကြပါစေနော်။